တရားနာဥကြသောဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာတရားနာဥကြသောဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာမော်ဝီမြို့နယ်ကျေးဇူးရှင်သဲငူကျောင်းဆရာတော်အရှင်သူမြတ်ဘုရားသည်ရန်ကုန်မြို့၆မြောင်းရပ်ကွက်ကြာမာကွင်း၌ပင်နောက်ဆုံးညဖြစ်သည့်မဲ့လေးတံဖိုလေးတံအထူးတရားတော်များကိုဆက်လက်ဟောကြားပါသောကြောင့်သက္ကိသာသနာတော်သက္ကိ2509ခုနှစ်ကောဇာသက္ကိ1329ခုတဘူရဲလဆန်း14ရက်တောက်ကြနေည၌ဟောကြားပါ၍အားလုံးဓမ္မယောဂီပေါင်းတို့နာကြရပြီးဆက်လက်အားထုတ်၍ယခုဘဝနဲ့အဘေရကပိပြီးနိဗ္ဗာန်မဲ့ဖို့သို့မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုကြောင်မြောင်းရက်ွက်ကြီးကသာသနာကြီးကတော့ပွင့်ပါတယ်ဗျာညလည်းထိုင်လိုက်ကြတဲ့ယောဂီတွေအနာအားရှိစရာကောင်းတယ်သာသနာကြီးကြုံတိုက်တဲ့အချိန်ခါသာသနာကြီးနဲ့ကြုံတိုက်တဲ့အချိန်ခါမှာသာသနာအလုပ်ကိုမလုပ်ကြဘူးဆိုလို့ရှိရင်တော့ကိုကျိုးနေကြဘာကြောင့်လဲတဲ့နှုတ်ဖျားရှင်ကိုရောမြတ်ကြီးကထားခဲ့တာကလည်းသာသနာ9000သာသနာ9000ထားခဲ့တယ်2500တော့ကုန်သွားပြီ2500ကုန်သွားတော့အခု2500ကျန်နေမြတ်စွာဘုရားသာသနာဟာအခုတပတ်ပြန်လှည့်လာတယ်ခေတ်တွေကလည်းအမျိုးမျိုးပါပဲဒါနခေတ်တဲ့သီလခေတ်တဲ့သမာဓိခေတ်တဲ့ခေတ်တွေကအမျိုးမျိုးရှိပါတယ်အခုနောက်ပိတ်ဆုံးသာသနာမြတ်စွာဘုရားဤဝိမု ക്തി ခေတ်တဲ့အနတ္တသာသနာတပတ်ပြန်လှည့်လာတယ်ဘုရားသာသနာဟာဖြင့်တပတ်ပြန်လှည့်လာတော့တောချက်ကြီးပွင့်လာဘုရားသာသနာမှာမှီတဲ့အချိန်ခါမှာဓမ္မတာသာသနာတဲ့ဓမ္မတာသာသနာဆိုတာဘုရားသာသနာဆိုတဲ့ဥစ္စာအခုသာသနာမှီတဲ့အချိန်ခါမှာဓမ္မတာနဲ့သာသနာဟာကွဲပြားဖို့အရေးကြီးပါလေဘာကြောင့်ကွဲပြားဖို့လဲတဲ့တချို့ကဓမ္မတာသက်သက်ဖက်နေကြတချို့ကတော့သာသနာမသိတော့ဓမ္မတာလေးတွေနဲ့ပဲရောင်ရဲတင်းတိမ်ပြီးတော့နေတယ်အကုသိုလ်ကံကုသိုလ်ကံဒီနှစ်ပါးဟာဖြစ်လိုက်ပြက်လိုက်နဲ့အကုသိုလ်ကံပေါ်ရင်အကုသိုလ်စေရနာအာသာလို့ရှိရင်ဘယ်သွားမလဲအကုသိုလ်ကံပဲချင်းကုသိုလ်ကံစေရနာအာသာရင်ကုသိုလ်ကံလူရဲ့နတ်ရဲ့ဒါလာဖြစ်အကုသိုလ်ကံစေရနာအာသာရင်အပေသွားအဲ့တော့စေရနာကံလို့ဘုရားဟောအဲ့တော့ဒီသာသနာကြီးမှီတဲ့အချိန်ခါမမေ့မလျော့ကြပါနဲ့သာသနာကြီးမှီတဲ့အချိန်ခါမှာမိတ်မောမောနဲ့နေကြမယ်ဆိုလို့ရှိရင်ဖြင့်ရေစုံမျောကြတော့မယ်လို့ဘာကြောင့်လဲတဲ့သာသနာမှီပြီးပါတဲ့သားနဲ့ဓမ္မဓာရီနဲ့နေကြဓမ္မဓာဆိုတာဘာလဲကံသာသနာဆိုတာကဉာဏ်ဓမ္မဓာဆိုတာကသမုဒိသစ္စာသာသနာဆိုတာကပရမသစ္စာဓမ္မဓာရဲ့သာသနာရဲ့နှစ်ဌာနရှိပညာပရမနှစ်ခုရှိတယ်အဲ့ဒါပညာပရမနှစ်ခုရှိတော့ဓမ္မဓာဆိုတာကံအလုတ်တေတာလောက်ကြတာများတယ်ဘာကြောင့်လဲတဲ့ပရိယပရိပပရိဝေဒသာသနာ300ရှိပရိယကအကြောင်းတရားကြီးပဲပရိယပရိပပရိဝေဒသာသနာ300ရှိတယ်ပရိယကအကြောင်းတရားပရိယအကြောင်းတရားကပရိယနဲ့ပရိပပရိဝေဒဟာသာသနာ300ခွင်းဆက်ကြီးဒီခွင်းဆက်ကြီးဟာတဲ့ပရိယဟာအခြေခံတရားကြီးပဲအခြေခံတရားကနေပြီးတော့ကိုပြောင်းရမယ်ဆိုရင်ပရိပပြောင်းရမယ်ဆိုလို့ရှိရင်ဖြင့်ပရိဝေဒကိုထိုက်ကြမှာပဲတဲ့သာသနာ300ထားပြခဲ့တာဘုရားအလကားထားပြခဲ့တာမဟုတ်သာသနာပရိယပရိပပရိဝေဒသာသနာ300ရှိအဲ့တော့အကြောင်းကြောင့်အကျိုးဖြစ်တဲ့ယုံနာနေပဲသာသနာ300ကလည်းအကြောင်းတရားအကျိုးတရားပဲအဲ့တော့တရားဓမ္မများသာသနာကြီးနဲ့ကြုံကြိုက်တဲ့အချိန်ခါမှာယုံနာဖြစ်ပြသဘာဝသစ္စာတွေကိုထိုးထွင်းပြီးတော့ဝိဇ္ဇာဉာဏ်ရပါမှမရတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့ခန္ဓာ5ပါးယုံနာတရားပြတ်တော်မယ်ဆိုရင်အာကိုစရာမရှိဘူး
အားကိုးစရာမရှိတော့အားကိုးမိအားကိုးရအားကိုးလိုက်လိမ့်မယ်ဘယ်ဟာဒီအားကိုးလဲတဲ့အတိတ်ဒီအနာဂတ်ဒီအားကိုးလိုက်လိမ့်အတိတ်ဒီအနာဂတ်ဒီအားကိုးလိုက်တော့မရှိပညာကိုအာယုံပြုတ်လိုက်အတိတ်ဖျားကတော့ဟောထားတယ်ဘယ်လိုဟောထားလဲအတိတ်ကိုလည်းမတွေးနဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမမျှော်ခိုးနဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုသိကြရလိမ့်မယ်အဲ့ဒီလိုဘုရားဟောအခုပုံကိုယ်တွေကတော့ဘာတွေအားကိုးကြလဲတဲ့အတိတ်နဲ့အနာဂတ်အားကိုးတယ်ပုရုဇဉ်များဟာအတိတ်နဲ့အနာဂတ်သာအားကိုးကြပုရုဇဉ်အားကိုးတာဘယ်ဟာတွေအားကိုးလဲတဲ့ဒါနလေးတွေအားကိုးကြတယ်သီလလေးတွေအားကိုးကြဒါလေးတွေပဲအားကိုးကြတို့သိရင်ပဲသွားမလဲတို့ဒါနတွေပြုတ်ထားတာပဲသီလတွေပြုတ်ထားသီလတွေစောင့်တည်ထားတာပဲဒီလိုအားကိုးကြဒီဒါနတို့သီလတို့ဆိုတာကအပယ်လေးပါးသွားစီတတ်တဲ့ကံနေမဟုတ်ပါဘူးကုသိုလ်ကံနေပါပဲအပယ်လေးပါးဘယ်တော့မှမသွားဘူးသူတို့ကကုသိုလ်ကံနေဒါနကုသိုလ်ကံတို့သီလကုသိုလ်ကံတို့လူရဲ့နတ်ရဲ့သမထကုသိုလ်ကံဆိုတာကဗြဟ္မာရဲ့ဒီကံတွေကတော့ဘာလဲတဲ့ကုသိုလ်ကံပေါ်တဲ့အချိန်ခါသူတို့အကျိုးပေးမယ်လို့စောင့်ရဲ့အဲဒီတော့တရားဓမ္မတွေလည်းသာသနာဓမ္မတာတဲ့သာသနာမိပါလေအသားနဲ့များတော့ဓမ္မတာတွေနဲ့များရောင်ရဲပြီးတော့တင်းတိမ်မနေကြနဲ့သာသနာဝင်ပုဂ္ဂိုလ်သာသနာမိအောင်လုပ်ကြသာသနာဝင်ပုဂ္ဂိုလ်ရဲ့ဓမ္မတာပုဂ္ဂိုလ်ရဲ့ဆိုတာကဓမ္မတာပုဂ္ဂိုလ်ဆိုတဲ့ပုဂ္ဂိုလ်ကတော့ဒါနာလေးနဲ့တင်းတိမ်နဲ့သီလလေးနဲ့တင်းတိမ်နဲ့ဒါပဲတင်းတိမ်နေတာပဲသေဂာနိဆဲဆဲကြတော့အာကိုးစရာမရှိအာကိုးစရာမရှိတော့ဘယ်ဟာအာကိုးလဲတဲ့ဒါနကိုအာကိုးတယ်သီလကိုအာကိုးတယ်မရှိပညာကိုအာယုံပြုလိုက်ခြင်းကြောင့်အပယ်လေးပါအကုန်လှိမ့်ကြကြမရှိတာအာကိုးတာကိုရှိတာကတော့ဘာရှိလဲတဲ့ယုံနာအဲ့ဒီယုံနာကိုအာမကိုးနိုင်ဘူးသူ့မှာဝိဇ္ဇာညာမှမရပဲကိုဝိဇ္ဇာညာမရတော့ဒါနနဲ့သီလပဲသူအာကိုးစရာရှိဒါပဲအာကိုးစရာရှိတို့သိရင်ဘယ်သွားမလဲဒါနတွေပြုတ်ထားတာဘယ်သွားမလဲသီလတွေစောင့်တည်ထားတာဘယ်သွားမလဲတဲ့အဲ့ဒီလိုအာကိုးလိုက်တော့သေဂာနိဆဲဆဲကြတော့ဒါနကိုအာယုံပြုတ်ဒါနကိုအာယုံပြုတ်တော့ဘုရားရှင်ကိုတော်မြတ်ကြီးကဒါနတစ်ခုစီတဲ့လှူပြီးတဲ့ဥစ္စာရုပ်ဟာပြက်သွားပြီတဲ့နောက်ထပ်အသစ်တစ်ဖန်မတွေးနဲ့တဲ့နောက်ထပ်အသစ်တစ်ဖန်တွေးလိုက်ရင်ပြက်အတိတ်ကိုတွေးတယ်လို့ခေါ်တယ်တဲ့မရှိပညာတဲ့မရှိပညာကိုအာယုံမပြုတ်နဲ့မရောက်သေးသောအနာဂတ်စိတ်ကိုကာမပေါ်သေးဘူးတဲ့လှမ်းပြီးတော့အာယုံမပြုတ်နဲ့ပြုတ်လိုက်ပြီဆိုရင်မရှိပညာတဲ့အာယုံပြုတ်လိုက်ပြီတဲ့ပုရုဇဉ်များဟာဘာအာကိုကြအတိတ်နဲ့အနာဂတ်ပဲဒါပဲအာကိုအရိယသူတော်ကောင်းများကတော့ဘယ်ဟာအာကိုလဲပြစ္ဆုတ်ပံအာကိုပြစ္ဆုတ်ပံအာကိုတာပေါ့ဝိဇ္ဇာဉာဏ်ရအတိတ်ကိုလည်းအာမကိုဘူးမရောက်သေးသောအနာဂတ်စိတ်ကိုလည်းအာမကိုဘူးပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုအာကိုလိုက်ဘယ်ဟာအောင်ပြစ္ဆုတ်ပံယုံနာပေါ်လာတဲ့ယုံနာကိုအမှန်မြင်ပြီးအမှန်သိတယ်ဒါပဲသိတယ်ပြစ္ဆုတ်ပံယုံနာကိုအာကိုအတိတ်ဒီအနာဂတ်ဒီမရှိတာကိုသိထားလို့ဒါကြောင့်ပြစ္ဆုတ်ပံယုံနာကိုအာကိုတယ်ဒါကြောင့်မလို့တရားဓမ္မများသာသနာကြီးနဲ့မှီတဲ့အချိန်ခါဓမ္မဓာရီနဲ့များရောင်ရဲပြီးတော့သမုဒိသစ္စာနယ်ကဒါသမုဒိသစ္စာပရမတ်သစ္စာနှစ်နယ်နော်အဲ့ဒီတော့ဓမ္မဓာနယ်ကနေပြီးတော့တို့တော့ဒါနလေးတွေဒါနလည်းပြုတ်ထားတာပဲသီလတွေလည်းစောင့်တည်ထားတာပဲလို့ဒီလိုယူဆပြီးတော့များတင်းတိမ်မနေကြနဲ့ဒါနကအပေပို့တာမဟုတ်ဘူးတရားဓမ္မများသီလကအပေပို့တာမဟုတ်ဘူးတရားဓမ္မများကံပေါ်တဲ့အချိန်ခါတော့သူကအကျိုးပေးမလို့စောင့်နေတာအပေလေးပါပို့စီတတ်တဲ့ကံကဘယ်ကံထုံးလို့တရားဓမ္မများကမေးเสียအကြောင်းတရားရှိရဲ့အပေလေးပါပို့စီတတ်တဲ့ကံကဘယ်ကံလဲတဲ့တရားဓမ္မများကဘာလာစမ်းတည့်ရတဲ့ကကိုပြုတ်ထားတဲ့ကံတွေကဘာကံတွေလဲတဲ့အပေလေးပါပို့စီတတ်တဲ့ကံဟာအယူမအမမအစွဲမဒိဋ္ဌိကြီးကအပေလေးပါပို့အပေလေးပါပို့စီတတ်တာကဒိဋ္ဌိကပို့ခံရမဲ့ယုံနာဒုက္ခကဘယ်ဟာလဲတဲ့လောဘဒေါသမောဟကပိဋကခန္ဓာရဲ့ငရဲခန္ဓာရဲ့တိရစ္ဆာန်ခန္ဓာရဲ့ဒီခန္ဓာတွေကဒုက္ခသစ္စာကြီးရကြဒါနကပို့တာမဟုတ်ဘူးနော်သီလကပို့တာမဟုတ်ဘူးနော်အပယ်လေးပါပို့စီတတ်တဲ့ကံကအယူမအမမအစွဲမဒိဋ္ဌိကနေပြီးအပယ်လေးပါပို့လိုက်အပယ်လေးပါခံရမဲ့ယုံနာကဘယ်ယုံနာလဲတဲ့ပိဋကရဲ့ငရဲခန္ဓာရဲ့တိရစ္ဆာန်ခန္ဓာရဲ့အဲ့ဒီခန္ဓာတွေခံရအဲ့တော့မသိကြတော့
တို့လှူထားတာပဲလို့ဒီလိုယူဆတယ်လှူထားတဲ့ကံကတော့စေရနာကံပေါ်မှာပဲဘယ်တော့မှဒီမဲ့ तू ကမပြောက်တော့ဘူးဘုရားကဟောထားတာစေရနာကံနဲ့အကုသိုလ်ကံစေရနာအာသာရင်အကုသိုလ်ကံဆင်းမယ်ကုသိုလ်ကံစေရနာအာသာရင်ကုသိုလ်ကံတက်မယ်အဲ့တော့စေရနာမှာကံပဲအကုသိုလ်ကံလုပ်လို့ကုသိုလ်ကံလုပ်လို့အကုသိုလ်ကံနဲ့ကုသိုလ်ကံတော့ဒွန်တွဲနေအကုသိုလ်ကံတစ်ခုပြုတ်လိုက်ခြင်းကြောင့်ကုသိုလ်ဖြစ်တယ်ကုသိုလ်ကံတစ်ခုပြုတ်လိုက်ခြင်းကြောင့်အကုသိုလ်ဖြစ်တယ်အဲ့ဒါကံနဲ့ကံကိုပြောတာနော်တရားဓမ္မများသဘောပေါက်အောင်ပညာပြောမှပရမတ်သဘောကိုသိမယ်အဲ့တော့ဥပဇင်ကဒီမဲ့ခေါ်တာတွေလည်းတခါတလေဒီမဲ့မပီဘူးဗျအဲ့ဒါစာမတလားတလားတော့အဲ့ဒါသဘောလာနာကြပြီတော့အခေါ်တော့မခေါ်တော့ဘူးစာလို့များတော့အဲ့ဒီတော့အကုသိုလ်စေရနာကုသိုလ်စေတနာအကုသိုလ်တစ်ခုပြုခြင်းကြောင့်မလို့ကုသိုလ်ဖြစ်တယ်ကုသိုလ်တစ်ခုပြုခြင်းကြောင့်အကုသိုလ်ဖြစ်တယ်စိတ်တွေကိုပြောမှာအဲ့ဒီတော့အပယ်လေးပါးကလွတ်သလားမလွတ်သလားအကုသိုလ်နဲ့ကုသိုလ်ဟာဒွန်တွဲနေတယ်အရိယာဖြစ်လို့ရှိရင်ဖြင့်ကုသိုလ်ကံကြီးသွားတယ်အရိယာမဖြစ်သမျှကလပ်ပတ်လုံးကတော့အကုသိုလ်ကံနဲ့ကုသိုလ်ကံနဲ့ဒွန်တွဲမှာကြီးဘာကြောင့်လဲစိတ်ကိုပြောတာနော်တရားဓမ္မများသဘောပေါက်ဖို့ဒီညဖို့ရမှာတော့တရားပွဲကြီးဟာဖြင့်ဒီညဖို့မှာဖြင့်ပြီးပါပြီလို့ဒီညဖို့မှာတော့သေးသေးချာချာစိတ်တွေကိုသဘောပေါက်အောင်တရားဓမ္မများကိုဟောပြဆုံးမဩဝါဒပေးပါမယ်လို့ဥပဇင်ကစာမတက်လို့တခါတလေထည့်ပြောလိုက်လို့ရှိရင်မပြီးဘူးဗျအဲ့တော့မပြီးတဲ့ဟာလေးများတော့ရီတော့မရီချနဲ့နော်တရားဓမ္မများမရီနဲ့မပြီးဘူးခေါ်ကိုမခေါ်တတ်လို့မခေါ်တတ်လို့ဒါအဲ့ဒီတော့ပညာတတ်လည်းမှားရင်မှားမယ်ပညာတတ်မှားလို့ရှိရင်လည်းဘွေမယူကြပါနဲ့ဗျာမခေါ်တတ်လို့အဲ့ဒါကြောင့်မလို့တရားဓမ္မများအခုလာရောက်တဲ့တရားဓမ္မတွေပညာရှင်ပုဂ္ဂိုလ်တွေလည်းပရိယပညာရှင်ပုဂ္ဂိုလ်ကြီးတွေပါကြပါလိမ့်မယ်လို့ပါလို့ရှိလို့ချင်းပညာတတ်မခေါ်တတ်လို့မပြီးရဲမပြီးပါဘူးဗျာဘလို့စာမတတ်ဖဲဘယ်ပြီးမလဲစာတတ်တဲ့ပုဂ္ဂိုလ်များသာပြီးတဲ့အသံထွက်လာတာပြီးတဲ့အသံစာမတတ်တဲ့ပုဂ္ဂိုလ်ခေါ်မခေါ်တာပဲမတတ်ပါဘူးလို့ဝန်ခံပါတယ်ဗျာပညာတတ်ကလေးမှားသွားပြီဆိုရင်မရည်ကြပါနဲ့ဗျာအဲ့ဒီတော့တရားဓမ္မများအကုသိုလ်ကံကုသိုလ်ကံနှစ်ပါးဟာဖြင့်သန္တရာလဲတယ်ဘာကြောင့်လဲတဲ့အကုသိုလ်စိတ်ကုသိုလ်စိတ်အရိယသူတော်ကောင်းများပြုတဲ့ကံကတော့ကုသိုလ်ကံကြီးသွားတယ်သူကဓမ္မဒါနယ်ကနေပြီးသာသနာနယ်ဝင်ပုဂ္ဂိုလ်ဖြစ်လို့အသိနဲ့လှူတဲ့ဒါနဟာဘယ်ဒါနလဲတဲ့အသိနဲ့လှူတဲ့ဒါနသမုဒိသစ္စာနယ်ကလှူတဲ့ဒါနရဲ့ပရမတ်သစ္စာနယ်ကလှူတဲ့ဒါနရဲ့ဟောဒါနကနှစ်စားသီလကနှစ်စားစီထွက်လာလိမ့်တော်တော်ကြာကြတော့သမုဒိသစ္စာနယ်ကလှူတဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်ကံကုသိုလ်ကံတွဲသွားဘယ်လိုတွဲသွားလဲတဲ့အကုသိုလ်တစ်ခုပြုလိုက်တယ်ကုသိုလ်ဖြစ်တယ်ကုသိုလ်တစ်ခုပြုလိုက်တယ်အကုသိုလ်ဖြစ်တယ်စိတ်တွေပြောတာနော်ကဲတရားဓမ္မများသမုဒိသစ္စာနယ်ကပုဂ္ဂိုလ်တွေဒါနမှုတစ်ခုပြုကြအောင်ဆိုရဲ့အကုသိုလ်စိတ်ကုသိုလ်စိတ်ပဲဘုရားကဟောတယ်အဲ့တော့စိတ်ကိုသဘောကိုနာကြစိတ်ဥပဇင်းကလည်းကိုယ်စိတ်ကိုစစ်လာတော့စိတ်ပဲဟောပါမယ်ဗျာဥပဇင်းတို့အတိတ်ကလာတုန်းကတရားဓမ္မများကိုယ်စိတ်ကိုစစ်လာလို့အခုလဲစိတ်ကိုပြောတာပါဥပဇင်းအတိတ်ကလာတုန်းကတရားဓမ္မများဥပဇင်းစိတ်တွေကြလာတဲ့ဥစ္စာကိုပြောတာနော်သူများပြောတာမဟုတ်ပါဘူးအကုသိုလ်စိတ်ကုသိုလ်စိတ်တွေဒီဟာတွေဒီစိတ်တွေဖြစ်ခဲ့လို့တရားဓမ္မများကိုဖောက်တယ်ချတာအတိတ်ကလာတုန်းကဥပဇင်းဟာကျောင်းတကာလည်းဖြစ်ခဲ့တယ်ဘာကြောင့်လဲတဲ့တရားဓမ္မများကျောင်းတကာဖြစ်တယ်အလှကြီးတွေလည်းပေးခဲ့တယ်ကျောင်းတကာလည်းဖြစ်ခဲ့ပါတယ်လို့အကုသိုလ်စိတ်ကုသိုလ်စိတ်နှစ်ပါးတွဲကြောင်းကိုအကုသိုလ်ကံကုသိုလ်ကံဟာတရားဓမ္မများပြုတ်ခဲ့တဲ့ကံတွေကိုဥပဇင်းပြောပြပါမယ်လို့ကုသိုလ်စိတ်အကုသိုလ်စိတ်ဟာဥပဇင်းဟာအတိတ်ကလာတုန်းကဒါနမှုတစ်ခုပြုတ်လိုက်ဒါနမှုတစ်ခုပြုတ်လိုက်တော့ဘယ်ဒါနပြုတ်လဲတဲ့အလှကြီးပေးလိုက်စေရနာကံလို့ဘုရားဟောတယ်စေရနာကံလို့ဟောတော့ဘုရားကစိတ်ဟောတာနော်ညကြတော့အလှကလည်းလှူကျင်တာကိုတရားဓမ္မများရဲ့အလှကလှူကျင်တော့ခေမောတယ်ကိုတိုင်ပင်လိုက်ညကိုအလှမလှူပါသေးဘူးအလှမလှူရသေးပဲနဲ့ညအိယာဝင်တဲ့အချိန်ခါကျတော့ခေမောတယ်မကိုတိုင်ပင်တယ်တို့တော့ဟေးလက်ထက်မှာ
ငွေတော့9000လောက်ရှိတယ်ငွေ9000လောက်ရှိတော့တူလေးတွေပါလေးတွေဟာဖြင့်တို့ရှင်ပြရအောင်ဟိတော်မှာဥပဇင်းစိတ်ကြီးဖြစ်ခဲ့တဲ့စိတ်ကြီးပြောတာနော်အကုသိုလ်စိတ်နဲ့ကုသိုလ်စိတ်ဖြစ်ပုံလေအဲ့တော့ညကြတော့ခင်မောလယ်မကိုတိုင်မင်းတယ်လက်ထဲမှာတော့တို့ငွေ9000ရှိတယ်ဟိငွေ9000ရှိတော့တို့3000ကုန်လောက်တော့တို့ဟာဖြင့်ကလေးတွေဟာဖြင့်ရှင်းပြရင်မကောင်းဘူးလားလို့ဒီလိုတိုင်မင်းတယ်ဒကမကလည်းအဲ့ဒီတော့လက်ထက်မှာငွေ9000ရှိတော့ဒကမကလည်းစေရနာရှိလားစေရနာရှိတော့ဒကမကလည်းလက်သင်ခံကောင်းတာပဲလှူတာပေါ့သူကလည်းစေရနာတက်လာဥပဒေကလည်းစေရနာတက်လာတယ်လို့လက်ထက်မှာငွေ9000ရှိတော့ညတိုင်ပင်လိုက်တဲ့ဥစ္စာလှူခြင်းတယ်ဆိုတဲ့ရှင်ပြုမယ်ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်ပြီးတော့နေတာမဝယ်ရသေးဘူးမချမ်းရသေးဘူးမလှူရသေးဘူးညတိုင်မင်းနေတာဒကမနဲ့တိုင်မင်းနေတဲ့စိတ်ကလေးဟာအဲ့ဒီစိတ်ကလေးဟာဒကာဒကမများအလှူဒါနမပြောက်သေးဘူးမမြောက်သေးတော့လှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်နေတဲ့စိတ်ကလေးစေရနာဖြစ်တယ်ဒကမနဲ့ဒကာနဲ့ဟာဥပဇင်းပြောတာနော်သူများပြောတာမဟုတ်ပါဘူးစိတ်တွေကိုပြောတာဒကမနဲ့ဒကာနဲ့ဟာညတိုင်မင်လိုက်တဲ့ဥစ္စာဘယ်လောက်ကြာမှအိပ်ပျော်သွားတယ်ဆိုတော့နိုင်ပြန်တစ်ချက်နှစ်ချက်လောက်မှပဲအိပ်ပျော်သွားတော့ဘာကြောင့်လဲတဲ့လှူခြင်းနဲ့ဆိုတဲ့ညာဥတဲ့ကတိုင်မင်လိုက်တဲ့ဥစ္စာလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလိုက်တဲ့စိတ်ကလေးဟာည7 နာရီကျော်တစ်ချက်တီးလောက်ကြာတော့မှအဲ့တော့မှအိပ်ပျော်သွားတော့တိုင်မင်တာအဲ့ဒါဘာလဲတဲ့မလှူရသေးဘူးစေရနာကစေရနာဖြစ်နေအဲ့ဒီစေရနာဟာဘာလဲတဲ့မလှူရသေးဘူးတဲ့လှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်နေတဲ့ဥစ္စာအဲ့ဒါလောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးမောဟလည်းမရှိဘူးအဲ့ဒီစိတ်ကလေးဟာအဲ့ဒါကစေရနာကံပေါ်လိမ့်မယ်အဲ့ဒါကလူချမ်းသာနတ်ချမ်းသာဖြစ်လိမ့်မယ်ဗျစိတ်ပြောတာနော်ကဲမလှူရသေးပဲနဲ့စေရနာကံလို့ဟောတယ်ဘုရားကလှူခြင်းနဲ့ဆိုတဲ့စေရနာကံစေရနာဖြစ်နေတာညာဥတွေကတိုင်ပင်လိုက်တာလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာတဲ့စိတ်ကလေးကအဲ့ဒီစိတ်ကဘယ်တော့အနာကြည်လင်းအနာမဟာကုသိုလ်စိတ်ဖြစ်လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးမောဟလည်းမရှိဘူးစိတ်တစ်ခုတည်းရဲ့ဖြစ်နေစေရနာတစ်ခုတည်းဖြစ်နေအဲ့ဒီစေရနာစိတ်ဟာအဲ့ဒါကံပေါ်တော့မယ်လူချမ်းသာနတ်ချမ်းသာဖြစ်တော့မယ်အဲ့ဒီစိတ်ကလေးနော်အဲ့ဒီတော့အဲ့ဒီစိတ်ကလေးလည်းဖြစ်ပြီးရောနောက်ကျတော့ရွှေမျိုးတွေပါတိုင်ပင်လိုက်ရွှေမျိုးတွေပါတိုင်ပင်လိုက်တဲ့အချိန်ခါကျတော့တို့ဟေ့လက်ထဲမှာတော့ငွေ9000ရှိတယ်ဘယ်လိုဖြစ်လာလဲတဲ့တိုင်ပင်ပြီးရွှေမျိုးတွေပါတိုင်မင်းလိုက်တဲ့အချိန်ကငွေတော့9000ရှိတယ်3000ကိုမတယ်လိုက်3000ကိုမတယ်လိုက်တော့ရှင်ကဖြင့်9000တော့လက်ထက်ရှိတယ်နောက်ထပ်1000ကတော့ပိုခြင်းပိုးပြီ1000ကတော့ရင်းနှီးအောင်စားဖို့ခြံထားမယ်လို့ဒီလိုစိတ်ထဲမှာသတ်မှတ်နောက်ထပ်1000ကအပိုလိုက်ဖို့ထားအဲ့ဒီတော့ရွှေမျိုးတွေတိုင်မင်းတော့အလှရက်တွေသတ်လိုက်တဲ့အချိန်ကမှဝိတ္တဝိစာယဆိုတဲ့စိတ်တွေလောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေဖြစ်လာဘယ်လိုစိတ်ဘာဒီစိတ်တွေဖြစ်လာတယ်ဝိတ္တဆိုတဲ့စိတ်တွေဟာဖြင့်ဝသဟင်းကျွေးခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာတယ်ငါချောက်ကိုကျွေးခြင်းတဲ့တချို့ကလည်းငါချောက်ကျွေးပါတချို့ကလည်းဝသကျွေးပါတချို့ကလည်းဘဲသာကျွေးပါတချို့ကလည်းငါတလောက်ကျွေးပါအဲ့ဒီလိုဝိတ္တဝိစာတွေဖြစ်လာဟိုဟာကျွေးရကောင်းလုံးဒီဟာကျွေးရကောင်းလုံးလို့အဲ့ဒီလိုဒီစိတ်တွေဖြစ်လာတော့ဒါနဲ့ပဲအလှစေရနာမြောက်သွားတော့ဝိတ္တဝိစာယဒီအားဒီတခါတည်းဘာဝဲရမယ်တခါတည်းဝိတ္တဝိစာယဒီချားတဲ့ဖြစ်ပြီးတော့ဟိုဟာခိုင်းဒီဟာမလုံလောက်ဒီဟာခိုင်းမလုံလောက်ဟိုဟာဒေါသဖြစ်ဒီဟာဒေါသဖြစ်နေဟောဘယ်လိုဖြစ်လာတဲ့လောဘစိတ်ဒေါသစိတ်မောဟစိတ်တွေဖြစ်လာအဲ့ဒီစိတ်တွေဖြစ်လာတော့လောဘဒေါသမောဟစိတ်တွေဖြစ်လာတာကမန္တကြီးလည်းထိုးမန္တကြီးထိုးပြီးဆိုငါ6ကိုဝဲပြီးတော့ငါတော့ဝက်သားမကျွေးချင်ဘူးကွာဝက်သားကသူများအသိကြီးသားပန်းတကူပဲငါ6ပဲကျွေးမယ်ဆိုပြီးတော့ငါ6ဝယ်ကျွေးမန္တကြီးထိုးတာပေါ့ဗျာဆိုင်းနေလဲငှားတာပေါ့ဗျာအငိမ့်သမားတွေလဲငှားတာပေါ့ဗျာအငိမ့်သမားတွေငှားတော့အငိမ့်နေလဲကားတော့တာပေါ့ဗျာကားတဲ့အချိန်ခါကျတော့ဂုံဒီပကာသနာတွေလာပြီဥပဒေအတိတ်ကလှူခဲ့တဲ့အလှူနော်နည်းနည်းလေးဆင်းရဲတဲ့စုပ်ချာလာတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်တဲပြီးမခေါ်ခြင်းဘူးစိတ်ကဖြစ်တယ်ဟ
ကိုနဲ့တန်းတူလာတဲ့ပုဂ္ဂိုလ်ကြတော့ပြုစုလိုက်တာဗျာလာပါဗျာခကြီးဥကြိုပြုဟိုပုဂ္ဂိုလ်ကြတော့အဲ့ဒီဟာဂယုမဆိုင်အဲ့ဒီလိုစိတ်တွေကိုဖြစ်ခဲ့ဘာကြောင့်လဲတဲ့နည်းနည်းမျက်နှာကြီးလာတဲ့ပုဂ္ဂိုလ်ကြတော့ဥစွာသူ့မှာတခါတည်းကိုသမင်းယုံနဲ့တောင်မကျွေးဘူးဗျာသူ့သတ်သတ်ကျွေးဦးစင်းပြုတ်ခဲ့တာဒီနော်အဲ့ဒီလိုပြုတ်တဲ့စိတ်တွေဟာဖြင့်ဖြစ်လာခဲ့တဲ့ဥစ္စာဂုံဒီပကာသနာတွေယူလာတဲ့စိတ်ဟာအဲ့ဒါအကုသိုလ်စိတ်အဲ့ဒီအကုသိုလ်စိတ်နော်ကနဦးစိတ်ကလေးဟာဖြင့်မလှူရသေးပဲနဲ့စိတ်ဟာဖြင့်စေရနာကံဟာဖြင့်မဟာကုသိုလ်စိတ်ပဲအဲ့ဒီစိတ်ဟာဖြင့်မဝယ်ရမချမ်းရသေးတဲ့စိတ်တွေဟာအဲ့ဒီစိတ်တွေဟာဖြင့်စေရနာကံမှာပဲလို့မဟာကုသိုလ်စိတ်လူချမ်းသာနတ်ချမ်းသာဖြစ်နောက်ကိုလောဘဒေါသမောဟရန်နဲ့ကျွေးလဲပွေးရငါလှူထား4000ကျော်ကုန်သွားတယ်ကွာဆိုပြီးတော့အမေရှောက်ကြည့်ပြောတာပဲငါအလှူဆိုတော့ငါတိုက်တာဘုန်းကြီးကဘယ်လောက်ရှိတယ်ဘုန်းကြီးလှူရငါတပါးကို90စီပဲဟောဂုံဒီပကာသနာတွေဘလို့အလှူတုံးကငွေလေးအစိတ်ပါကွာငါလှူရတာက90ပဲဆိုဟောသူများတဲ့ဟောလောဘဒေါသမောဟဆိုတော့မာနတွေတရားတွေအဲ့ဒါအကုသိုလ်စိတ်တွေဖြစ်ကုန်တာအဲ့ဒီတော့ဒါနမှုတစ်ခုပြုတ်လိုက်တာနဲ့ကုသိုလ်လို့ရတဲ့အကုသိုလ်လည်းစိတ်တွေလည်းဖြစ်ကုန်အဲ့ဒါအကုသိုလ်ကံကုသိုလ်ကံဒီစိတ်တွေကိုဘလို့မှမသိဒီစိတ်တွေသိပါမှကြောက်ကြမှာပဲလို့အဲ့တော့ဥပဇင်အတိတ်ကပြုတ်လာတဲ့ကံတွေပြောတာနော်အကုသိုလ်စိတ်ကုသိုလ်စိတ်အကုသိုလ်စိတ်ကုသိုလ်စိတ်ဆိုကုသိုလ်တစ်ခုပြုတ်ခြင်းကြောင့်အကုသိုလ်ဖြစ်သွားတဲ့ကံတွေလောဘဒေါသမောဟကံတွေဒီကံတွေဖြစ်ကုန်တာပဲဒါကြောင့်မလို့သမုဒိသစ္စာနယ်ကပုဂ္ဂိုလ်မှန်သမျှကတော့ယုံသဘာဝနံသဘာဝကိုသိရင်သိပညာပရမတ်ကိုကွဲရင်ကွဲဥပါဒံခန္ဓာနာယုတ်ကိုသိရင်သိမသိသမျှကာလပါလုံးသေဂာနိဆဲဆဲဒါနနဲ့သီလဒါအားကိုးတာပဲသွားတာပဲအပယ်လေးပါလိမ့်ကြတာဘာကြောင့်လဲတဲ့အားကိုးစရာမရှိဘူးသူတို့ကဒါပဲရှိအနုအားကိုးရမှာဒါပဲသူတို့အားကိုးစရာရှိတာကိုယုံနာမှာအားကိုးစရာမှာသူတို့ကျင့်မှာမကျင့်ပဲကိုမကျင့်တော့ဒါပဲသူတို့လှုပ်ထားတော့ဓမ္မဒါနယ်ကပုဂ္ဂိုလ်တွေကဒါနနဲ့သီလဒါပဲအားကိုးစရာရှိဒါပဲအားကိုးတယ်ဝိဇ္ဇာညာမရဘူးမရတော့ဒါဒီအားကိုးတော့ဒါကြောင့်အကုသိုလ်ကံကုသိုလ်ကံနှစ်ပါးတွဲတဲ့ကံတွေကိုစိတ်တွေကိုပြောပြတာပါဗျအဲ့ဒါအကုသိုလ်ကံကုသိုလ်တစ်ခုပြုခြင်းကြောင့်အကုသိုလ်ဖြစ်တဲ့ကံကိုပြောတာပါဗျကဲအဲ့ဒါကကုသိုလ်တစ်ခုပြုလိုက်ခြင်းကြောင့်အကုသိုလ်ဖြစ်သွားတော့အကုသိုလ်ကံကုသိုလ်ကံဖြစ်သွားတဲ့ကံနှစ်ကံရသွားပြီကံနှစ်ကံရသွားတာအဲ့ဒီတော့ကဲအကုသိုလ်ကံလုပ်ပြီးတော့ကုသိုလ်ကံဖြစ်တဲ့အကုသိုလ်ကံကုသိုလ်ကံတွဲပုံကိုတခါအကုသိုလ်ကံလုပ်ကြအောင်ဆိုရတခါတခါမှများဓမြသွားတိုက်လိုက်မယ်ဗျာကန်းကုန်အောင်ပြောမယ်ဓမြသွားတိုက်လိုက်တယ်ဓမြသွားတိုက်လိုက်တော့ငွေ9000လုံးရဓမြသွားတိုက်လိုက်တဲ့ဥစ္စာဟာဘာကြောင့်ဒီစိတ်ဟာဓမြသွားတိုက်တာလောဘဒေါသမောဟပွားတယ်ကိုကဒီမဲ့အိတ်ရှင်ကိုတခါတည်းကိုခံလုံးရင်ဒီမဲ့သနာနဲ့ပြစ်သမယ်ဓာတ်နဲ့ခုတ်မယ်ဆိုတဲ့စိတ်သွားတာဒေါသနဲ့သွားတာအဲ့ဒါအကုသိုလ်စိတ်တွေပဲအဲ့ဒါဓမြသွားတိုက်တော့အကုသိုလ်စိတ်နဲ့သွားတာပဲလောဘဒေါသမောဟဆိုတဲ့ဒီစိတ်တွေနဲ့သွားတာဓမြသွားတိုက်တယ်9ယောက်သွားတိုက်9ယောက်သွားတိုက်တော့တယောက်ကို9000စီရ9000စီရသွားတော့ဒကာဒကမပြားပြန်လာတဲ့ချိန်ခါကျတော့9000ရလာတော့ငွေ9000ဒကမပေးငွေ9000ဒကမပေးတော့ဓမြသွားတိုက်လိုက်တဲ့စိတ်ဟာဖြင့်လောဘစိတ်ဒေါသစိတ်မောဟစိတ်ဆိုတော့အဲ့ဒီစိတ်တွေကမရှိတော့ဘူးချုပ်ကုန်ပြီပြက်ကုန်ပြီမရှိတော့ဘူးအဲ့ဒီစိတ်ကမရှိတော့ဘူးလောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေတိုက်ချင်တဲ့စိတ်တွေလည်းမရှိတော့ဘူးမရှိတာအဲ့ဒီဓမြသွားတိုက်တဲ့စိတ်ဟာအကုသိုလ်စိတ်အပယ်သွားမယ်လေအဲ့ဒီစိတ်ဟာအိမ်ရောက်လာတဲ့ချိန်ခါကျတော့ငွေ9000ရတော့ဒကမကိုပေးလိုက်ဒကမပေးတော့ဒကမကလည်းအိတ်ထောင်နဲ့ထည့်ထားတာပေါ့ဗျာညာကြတော့တခါတိုင်မင်းများတော့ဒကမကတိုင်မင်းဒကမကတိုင်မင်းတော့တို့ဟိဘုန်းကြီးအပါ90လောက်ဆွန့်ချွေးရရင်မကောင်းဘူးလားအဲ့ဒီလိုဒကမတိုင်မင်းဒကမတိုင်မင်းတော့ဒကာကအေးကောင်းသားပေါ့ကျွေးပေါ့ငွေက9000လက်အိတ်ထောင်နဲ့ထည့်ထားတာကိုဓမြသွားတိုက်တာအဲ့ဒီတော့ဓမြသွားတိုက်တဲ့စိတ်ဟာလောဘစိတ်ဒေါသစိတ်မောဟစိတ်အဲ့ဒီစိတ်တွေကမရှိတော့ဘူးပြက်ကုန်ပြီအကုသိုလ်စိတ်တွေမရှိတော့ဘူးအခု
ဓမြသွားတိုက်တဲ့ငွေနဲ့အခုလှူတော့မယ်လှူခြင်းနဲ့ဆိုတဲ့ဖုံးတန်ဃာတော်အရှင်မြတ်များကိုဆွကျွေးခြင်းနဲ့စိတ်ကလေးဖြစ်ပေါ်လာတယ်လှူခြင်းနဲ့ဆိုတဲ့စိတ်တွေစေရနာဖြစ်လာပြီလှူခြင်းနဲ့ဆိုတဲ့စေရနာဖြစ်လာတော့ညကြတော့ဒကမနဲ့ဒကာနဲ့တိုင်ပင်လိုက်တော့ဒကမကတို့ဖုံးကြီးအပါ90လောက်ဟာဖြင့်တန်ဃာတော်ဆုံးလို့ကျွေးရရင်မကောင်းဘူးလားတန်ဃာတစ်ပါးလည်းသင်္ကန်းတစုံစီကရရင်မကောင်းဘူးလားကောင်းတာပေါ့ကဲဘုန်းကြီးအပါ90ကျွေးသင်္ကန်းတစုံနဲ့ဘယ်လောက်ကုန်မလဲသင်္ကန်းတစုံစင်20ကုန်တော့ပေါ့သင်္ကန်းတစုံနဲ့20ဘုန်းကြီးအပါ90ဘယ်လောက်ကုန်မလဲဆိုငွေပါဒီတွက်တာပေါ့ဗျာတွက်တက်ပြီးတော့ငွေ9000ရှိတဲ့အနက်က2000လောက်တော့ကုန်ရင်ကုန်ပြီစီကုန်ရင်ကုန်ပြီပုတ်ဖြရယတိပြအဲ့ဒီဒကမနဲ့ဒကာနဲ့ဟာဖြင့်ညတိုင်ပင်လိုက်တဲ့စိတ်ဟာဓမြသွားတိုက်လို့ရတဲ့ငွေ9000ကိုလှူခြင်းနဲ့ဆိုတဲ့စေရနာလေးဖြစ်နေအဲ့ဒီစေရနာလေးဖြစ်နေတော့ညကိုဒကမနဲ့ဒကာနဲ့တိုင်ပင်ပြီးတော့နေတဲ့စိတ်ဟာမလှူရသေးဘူးလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်တိုင်ပင်လိုက်တဲ့ဥစ္စာအဲ့ဒီစေရနာဟာမဟာကုသိုလ်ကံမဲ့အဲ့ဒီဟာကတပါးတဲ့လူချမ်းသာနာချမ်းသာဖြစ်လေအောင်မယ်ကံစေရနာဖြစ်တဲ့စေရနာကံလို့ဘုရားဟောတယ်စိတ်တွေကိုသိမှဥပဇင်တော့ကိုယ်စိတ်ကိုယ်စစ်လာလို့ပြောတာနော်အဲ့ဒီတော့လှူခြင်းနဲ့ဆိုတဲ့စေရနာဖြစ်နေတော့မလှူရသေးဘူးနောက်ကြတော့မနမိုးလင်းလာတဲ့အချိန်ခါကျတော့တခါတည်းသံဃာတော်အရှင်မြတ်များကိုတခါတည်းကိုနေရက်ကိုသတ်ပြီးတော့ပင့်90ပင့်လိုက်ပြီဆိုရင်တခါတည်းသင်္ကန်းဆိုင်သွားပြီးတော့ဝဲတယ်သင်္ကန်းကိုတခါတည်းတပါးကိုသင်္ကန်းတစ်စုံဆိုပြီးတော့တခါတည်းကိုလှူမယ်ဆိုပြီးတော့ဝဲလာတာဝဲလာပြီးတော့တခါတည်းကိုကျေသားဟင်းပွဲသားဟင်းဝက်သားဟင်းတခါတည်းကိုဆန္ဒမျိုးဟင်းကျိုးငပိလိမ္မာနဲ့တခါတည်းကိုအကြက်ချက်ပြီးတော့တခါတည်းသံဃာတော်အပါ90ကိုတခါတည်းဆုံးကတ်တာဆုံးကတ်ပြီးတော့သင်္ကန်းနေလဲတစုံစီကတ်လိုက်တာပဲကတ်လဲပြီးရောငါလှူလိုက်တာဘယ်လောက်ကုန်သွားတယ်ငါလှူငါတိုက်တာအဲ့တော့ဝိတက်ဝိစာယစိတ်တွေဟာဖြင့်လောဘစိတ်ဒေါသစိတ်ဖိတ်တဲ့ဖိမှန်တကပြုတ်ပြီးတော့ကျွေးမွေးသုတ်တဲ့အိမ်ချာပေါ့လေအဲ့ဒီမှာတခါတည်းကိုငါဆုံးကျွေးတယ်ဆိုတဲ့ဘုန်းကြီးတစ်ပါးကိုသင်္ကန်းတစ်စုံသင်္ဃာတော်အပ90ဆိုတဲ့ဂုံကလေးယူလိုက်သေးတယ်ဗျာလောဘစိတ်ဒေါသစိတ်မောဟစိတ်ဖြစ်ကုန်များမိဒီစိတ်တွေကအဲ့ဒီစိတ်တွေကဘယ်သွားမလဲအပေလေးပါသွားမယ်စိတ်တွေအဲ့ဒီတော့ဘုန်းကြီးအပ90ဆွန်းလဲကျွေးပြီးရောကတ်လဲပြီးရောငါငွေ2000ကျော်3000ကုန်တာဘောကွာလို့ကြွားလိုက်တာပဲအခုတော့ကနေဖြစ်ကုန်ပြီကုန်တာကတော့1500လောက်ကုန်2500လောက်လို့ကြွားပြောလိုက်တယ်ကဲကောင်းသေးလားစိတ်တွေပြောတာနော်အဲ့ဒီတော့ဓမြသွားတိုက်လိုက်တဲ့စိတ်ဟာအကုသိုလ်ကံလောဘဒေါသမောဟဒီကံလေးအကုသိုလ်အပယ်လေးပါသွားစေတတ်တဲ့ကံလေးညာဥမှာမလှူရသေးပဲနဲ့ဒကမနဲ့ဒကာလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့သံဃာတော်အရှင်မြတ်များကိုလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာတဲ့စိတ်ကအဲ့ဒီညာဥမှာစိတ်ဖြစ်ပေါ်လာတဲ့စိတ်ကအဲ့ဒါမျက်စိတမိတ်ခရတဲ့ပြည့်ရုပ်ကလေးငါတော့နံကလေးသသိမ့်နဲ့ဘုရားဟောတာအဲ့ဒီစိတ်ကလေးဖြစ်ပေါ်နေတာမနေဘူးပဲသူလည်းပဲကုသိုလ်စိတ်တွေကြာနေတာစေရနာတွေကြာနေတာအဲ့ဒီစိတ်တွေကမျက်စိတမိတ်ခရတဲ့ပြည့်ဖြစ်လေစေရနာတွေဖြစ်နေအဲ့ဒါတွေကဒုက္ခဝေဒနာတွေခံစားလိုက်ရမယ်လူပြေနတ်ပြေလူချမ်းသာနတ်ချမ်းသာခံစားလိုက်ရမယ်ဥစ္စာတွေအဲ့ဒါဒုနဲ့တည်းပဲစိတ်ကလေးတွေပြောတာနော်စိတ်ကိုနာကြသဘောကိုနာကြအဲ့တော့လှူပြီးတော့ငါတက်လိုက်တယ်တဲ့ငါလှူတယ်ဆိုတော့ငါမရှိဘဲနဲ့အရှိထင်လိုက်ပြီးတော့ငါတက်လိုက်တယ်လောဘဒေါသမောဟဒါတွေဖြစ်ကုန်တာအကုသိုလ်စိတ်တွေဖြစ်ကုန်တာခုနဓမြသွားလိုက်တဲ့စိတ်ဟာအကုသိုလ်စိတ်အပယ်သွားမယ်စိတ်ညာဦးမလှူသေးပဲနဲ့စေရနာလေးဖြစ်ပြီးလှူခြင်းနဲ့ဆိုတဲ့စေရနာလေးဖြစ်ပေါ်လာတာကအဲ့ဒီစေရနာကလူချမ်းသာနတ်ချမ်းသာဖြစ်မဲ့စိတ်မဟာကုသိုလ်စိတ်နောက်ကိုငါတက်လိုက်တဲ့စိတ်ကငါလှူလိုက်တယ်ငါဘုန်းကြီးအပါဘလောက်ငါဆွန်းလုံးကျွေးလိုက်တယ်ဘလောက်ငါလှူလိုက်တယ်ငါတက်လိုက်တာကအကုသိုလ်စိတ်ဒီစိတ်တွေဖြစ်ကုန်တယ်သိကြအဲ့ဒီစိတ်တွေကအပေသွားမယ်အဲ့ဒါကြောင့်မလို့ဓမ္မတာနေတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့အကုသိုလ်ကံကုသိုလ်ကံတွဲမှာကြီးပဲစိတ်တွေကိုပြောတာပါဗျာသဘောနာကြပါလို့အကုသိုလ်စိတ်ကုသိုလ်စိတ်ဒီနှစ်စိတ်ကတော့ဒွန်တွဲနေတယ်အကုသိုလ်စေရနာအာသာယအပေသင်းကုသိုလ်ကံစေရနာအာသာယလူရနတ်ယသမထကုသိုလ်ကံစေရနာအာသာယသမထမြမပြေပဲ
အဲ့ဒီတော့ကိုယ်စိတ်သာကိုယ်စိတ်ကြတော့ငါတို့ဥပဇင်အတိတ်ကပြုတ်လာတဲ့ကံတွေကိုဥပဇင်စိတ်တွေကြလာတာကိုဥပဇင်စိတ်ပြောတာပါဗျာသူများစိတ်ပြောတာမဟုတ်ပါဘူးဥပဇင်ဖြစ်လာတဲ့စိတ်တွေပြောတာပါအဲ့တော့ဒါဓမ္မဒါနယ်ကပုံကိုယ်တွေဟာဖြစ်ဒီတိုက်စိတ်ဖြစ်နေပါတယ်ဗျာအဲ့ဒီတော့ဖြစ်နေတော့ဒီဒါနကုသိုလ်ကံကလည်းအပယ်ပို့သလားမပို့ပါဘူးသီလကုသိုလ်ကံကလည်းအပယ်ပို့သလားမပို့ပါဘူးဘယ်ဟာကပို့သလဲတဲ့ယုံနာမမြင်ယုံနာမသိစွဲလန်းခြင်းအယူမှားအမှတ်မှားဒိဋ္ဌိကြီးကအပယ်ပို့အဲ့ဒီဒိဋ္ဌိကြီးကအပယ်လေးပါးကိုပို့လိုက်တော့တရားဓမ္မများဒါနကံကလည်းမကယ်နိုင်တော့ဘူးသီလကံလည်းမကယ်နိုင်ဒီကံတွေကစောင့်ရဲ့ဗျာဒါနပြုတဲ့ကံတွေကလည်းသူအကျိုးပေးမလို့စောင့်ရဲ့သီလစောင့်တည်တဲ့ကံတွေကလည်းအကျိုးပေးမလို့စောင့်ရဲ့ဒါတွေကစောင့်နေတာသူ့မှာအပယ်လေးပါးသွားစီတတ်တဲ့ကံတွေကလည်းစောင့်နေတာအကုသိုလ်ကံကုသိုလ်ကံဒွန်တွဲနေဟောနှစ်ဖက်စောင့်နေညှစောင့်အဲ့ဒီတော့နှစ်ဖက်ညှစောင့်နေတော့ခန္ဓာ၅ပါးယုံနာတရားပြတ်တော်မယ်ဆိုတော့အယူမအမှတ်မှပြစ္ဆုတ်ပံတဲ့တဲ့နာယုတ်ကိုလည်းမသိဘူးမသိတော့အာကိုမိအာကိုရဒါနအာကိုသီလအာကိုအဲ့ဒီမဲ့အပြင်အာယုံထုတ်လိုက်ထုတ်လိုက်တော့အယူမအမှတ်မှအစွဲမှပညာအာယုံဖြစ်သွားပညာအာယုံဖြစ်သွားတော့ဒိဋ္ဌိဖြစ်သွားတော့ဒိဋ္ဌိကြီးကအပယ်ပို့လိုက်ရောအဲ့ဒီတော့ဒါနကလည်းအပယ်ပို့တာမဟုတ်ဘူးသီလကလည်းအပယ်ပို့တာမဟုတ်ဘူးဒိဋ္ဌိကြီးကနေပြီးတော့အပယ်တွန်းပို့လိုက်တာဒါနကုသိုလ်ကံကစောင့်နေတဲ့ဥစ္စာကရင်ဘထုတာပဲပြုံပြုံနဲ့ရင်ဘထုတာကြည်စမ်းကွာငါတော့စောင့်ဒါနကုသိုလ်ကံကလည်းစောင့်သီလကလည်းသူကံပေါ်တဲ့အခါအကျိုးပေးမလို့အသက်ရှည်ပေးမလို့စောင့်ဒါနကုသိုလ်ကံကလည်းနတ်ပြည်နတ်ဤစည်းစိမ်လူချမ်းသာဤစည်းစိမ်ကြီးပေးမလို့ဒါနကုသိုလ်ကံကလည်းစောင့်နေတော့ဒိဋ္ဌိကြီးကအပယ်ပို့လိုက်တော့တခါလဲဒါနကုသိုလ်ကံသီလကုသိုလ်ကံတွေကရင်ဘထုတာကိုကျော်တော့နေပြီဟေးငါတို့စီကံပေါ်လာမလားလို့ငါတို့ကစောင့်ကံမပေါ်တော့ဘူးမြုပ်သွားပြီဟေးလို့အဲ့ဒီလိုတခါတည်းဒါနကုသိုလ်ကံသီလကုသိုလ်ကံရင်ဘထုတာပဲအဲ့တော့ကိုယ်စိတ်သာကိုယ်စိတ်ကြပါတော့တရားဓမ္မများစိတ်ပဲဟောပါလေဗျာအဲ့ဒါဓမ္မဒါနယ်ကပုဂ္ဂိုလ်တွေဟာအဲ့ဒီစိတ်တွေများဖြစ်လူပြီဆိုလို့ရှိရင်ပြည့်သာသနာမှီပါလေသားနဲ့စုံစုံမြုပ်ကြမှာဆိုလို့သဘောပြောပြတာပါဗျာအဲ့တော့သာသနာဝင်ပုဂ္ဂိုလ်ကြတော့အကုသိုလ်ကံကုသိုလ်ကံမဖြစ်ဘူးဘာကြောင့်လဲတဲ့ဘယ်လိုလှူတယ်လဲတဲ့ဘုရားကဟောထားတယ်ဘယ်လိုဟောထားလဲဘုရားကလှူတာကဲလားကြည်တာကဲလားနာထောင်တာကဲလားနန္တာကဲလားစားတာကဲလားထိတာကဲလားသိတာကဲလားတဲ့ဟောတကား6ပေါက်ကအာယုံ6ပါအသိဟောအရိယာများကတော့အသိနဲ့ကြည်နေတယ်မျက်စိနဲ့ကြည်လိုက်ပြန်တော့လဲအသိလေးနဲ့ကြည်တယ်နားနဲ့အသာနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းအသီလေးနဲ့နားထောင်တယ်နှာခေါင်းနဲ့အနားနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းအသီလေးနဲ့နားတယ်လျှာနဲ့ရသာနဲ့စားလိုက်တဲ့အချိန်ကလည်းအသီလေးနဲ့စားတယ်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းအသီလေးနဲ့ထိတယ်မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလည်းအသီလေးနဲ့သိလိုက်တယ်ယိုတာလည်းအသီလေးနဲ့ယိုတယ်ပေါက်ထားလည်းအသီနဲ့ပေါက်တယ်အိတ်ထားလည်းအသီနဲ့အိတ်တယ်လှူတဲ့အခါလဲအသီလေးနဲ့လှူတယ်လှူတဲ့အခါလဲဘယ်လိုလှူသလဲသာသနာဝင်ပုဂ္ဂိုလ်ကဘယ်လိုလှူသလဲတဲ့အသီနဲ့လှူပြီဒါကြောင့်မို့လို့ဘုရားရှင်ကိုတော်မြတ်ကြီးကအသီတစ်လုံးအများဆုံးတဲ့အသီကြီးဟောတယ်စိတ်ကြီးဟောတယ်အသီတစ်လုံးအများဆုံးဆိုတော့လှူတဲ့အခါလဲအသီလေးနဲ့ပဲလှူတော့တယ်ဘယ်လိုလှူတဲ့ကံပြတ်ပြီးတော့အကုသိုလ်ကံကိုပြတ်အောင်သူကလှူပလိုက်တာအကုသိုလ်ကံကုသိုလ်ကံပြအောင်ချလိုက်တယ်သူကအသိကိုဘုရားကအသိပဲဟောအသိဟောတော့ဒါနမှုတစ်ခုပြုတ်လိုက်တယ်သူကဘယ်လိုပြုတ်လိုက်တယ်ဆင်ញင်လိုက်တာအသိလေးနဲ့အတိတ်နဲ့အနာဂတ်ကိုမတွေးဘူးဘယ်လိုတွေးလိုက်ဆင်ញင်လိုက်တယ်ပြစ္ဆုတ်ပါနာယုတ်ကိုတင်ပြီးတော့လှူလိုက်တဲ့အချိန်ကသင်္ကန်းလှူအရာဝတ္ထုကိုလှူလို့ဘယ်လိုလှူတဲ့ဘုရားကအသိနဲ့လှူအသိနဲ့ကြည်အသိနဲ့နာထောင်းလို့အသိကြီးဟောအဲ့တော့လှူတဲ့အချိန်ခါလဲသာသနာဝင်ပုဂ္ဂိုလ်ကြတော့အသိနဲ့လှူပြီးဘယ်လိုလှူမလဲဆင်ញင်လိုက်တယ်လှူတော့မယ်ဆိုတော့သင်္ကန်းကတ်တော့မယ်သံဃာတော်အရှင်များဘယ်လိုမြင်လဲဩငါလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာတော့ယုံကြည်ကားသွားဝယ်လို့အခုအချင်းယုံတရားကိုတွေ့နေပြီလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့အခုလှူခြင်းနဲ့စိတ်ကလေးဖြစ်ပေါ်လာလို့လှူတာပါလားစိတ်ကိုရှုလိုက်ဩငါမြင်နေတာကအလှပွဲဝတ္ထုကလည်းယုံတရားအသင်းယုံပါလား
ngà ít lu gam boko ga le nan yok ba la asin yok ba la myin na a tu ba tia ji ba la ngà lu wi boko ga le nan yok ba la lu jin ne su de sik kli phit paw la lo lu da ba la lu jin ne su de sedana li ga le sik kli ga le phit pi piet ya ba la myin ne asin yok lu bwe wot tu ga le yok tia asin yok tia ba laအဲ့ဒီလိုတခါတည်းကိုအသိနဲ့တခါတည်းတင်ပြီးတော့ဝိပဿနာတင်ပြီးတော့လှူလိုက်တခါတည်းကိုစိတ်ကလေးကပြစ္ဆုတ်ပန်တဲ့တယ်လေဆင်းရဲလိုက်တယ်ဩရုပ်ချင်းထိနေတာလေးသိပြီးတော့အလှူကံပုဂ္ဂိုလ်ကလည်းနာယုတ်လှူပွဲဝတ္ထုကလည်းအစင်းယုတ်တရားအလှူပြီးပုဂ္ဂိုလ်ကလည်းနာယုတ်ဖြစ်လိုက်ပြက်လိုက်ပါလားဆိုပြီးတော့အသိလေးနဲ့လှူလိုက်တော့အတိတ်ကိုလည်းမတွေးတော့ဘူးမရောက်သေးတော့အနာဂတ်စိတ်ကိုလည်းမတွေးတော့ဘူးပြစ္ဆုတ်ပန်တဲ့တယ်လေသိပြီးတော့ယုံနာကိုတင်လှူလိုက်ပြီးအကုသိုလ်ကံကုသိုလ်ကံပြတ်သွားပြီအဲ့ဒီစိတ်ကဘာလဲတဲ့ကုသိုလ်ကံကြီးသူကအကျိုးပေးတော့အကုသိုလ်ကံလွတ်ထွက်သွားဘာကြောင့်လဲတဲ့လက်ဥစေရနာကြီးဖြစ်နေလှူလိုက်တဲ့အချိန်ခါမှာငါဆိုတဲ့အတ္တဆိုတဲ့ဒိဋ္ဌိကြီးမရှိအဲ့ဒါအသိနဲ့လှူတာဒါကြောင့်မလို့အကုသိုလ်ကံမဖြစ်တော့ဘူးကုသိုလ်ကံကြီးမဟာကုသိုလ်ကံကနဥလှူခြင်းနဲ့စေရနာကံကြီးဖြစ်သွားဒါကြောင့်မလို့မဟာကုသိုလ်ကံဒါကြောင့်မလို့အသိနဲ့လှူတယ်လို့အရိယသူတော်ကောင်းများဟာဒါနတွေလည်းမပယ်ပါဘူးဗျာသီလတွေလည်းမပယ်ပါဘူးလို့ဘယ်ပယ်မလဲအသိနဲ့ကြီးလှူတာပဲမလှူသမုဒိသစ္စာနယ်ကပုဂ္ဂိုလ်ဟာအသိမှမရှိတော့သူတို့ဟာသမျောသေးတယ်ဗျာဝိပဿနာယောဂီပုဂ္ဂိုလ်ဘယ်တော့မှမသိဘူးသင်္ခါရသဘောတရားတွေယုံနာကိုသိသွားပြီမမြဲဘူးအစိုးမရအနတ္တသူ့သဘောပဲဆိုတာသိသွားမပိုင်ဘူးတဲ့အနုမမြဲသောတရားကိုသိသွားတော့ပစ္စည်းသင်္ခါရရူသင်္ခါရယုံနာဖြစ်တာပြက်တာပဲရှိတယ်မပိုင်တဲ့တရားအစိုးမရတဲ့တရားအနတ္တတရားသူ့သဘောပဲငါလာတော့ငါလဲဘာလာလဲပဆိုးတို့အင်ကြီးတို့တော့ပါတာမဟုတ်ဘူးပြန်နဲ့ငါဘာလို့ပြန်ရမလဲခန္ဓာကိုယ်ဘာမှပါမှာမဟုတ်ဘူးစိတ်တွေလည်းပါမှာမဟုတ်ဘူးရွှေတွေလည်းပါမှာမဟုတ်ဘူးတိုက်ကြီးတွေလည်းပါမှာမဟုတ်ဘူးကားကြီးတွေလည်းပါမှာမဟုတ်ဘူးပြန်နေလည်းပဲငါခေါင်းတစ်လုံးနဲ့ခေါင်းအုံးနဲ့အင်ကြီးတစ်ထည်ပစိုးတစ်ထည်ပါလားငါလာတော့ငါလည်းဘာမှမပါပြန်တော့လည်းဘာမှမပါငါပြန်တဲ့အချိန်ခါငါပါအောင်ယူသွားမယ်ဆိုပြီးတော့တခါတည်းကုသိုလ်ကံကြီးပြုတ်တော့တာအရိယသူတော်ကောင်းများကတော့အနုဒီလိုယုံနာဖြစ်ပြသဘာဝကိုအသိနဲ့တင်းလှူလိုက်တဲ့ပုဂ္ဂိုလ်မှန်သမျှကတော့အကုသိုလ်ကံပြတ်ပြီးတော့ကုသိုလ်ကံမဟာစေရနာကြီးဖြစ်ကုန်ဒါကြောင့်မလို့သာသနာဝင်ပုဂ္ဂိုလ်ဟာဖြင့်အကုသိုလ်ကံမဖြစ်နိုင်ဘူးကုသိုလ်ကံကြီးဖြစ်တယ်ဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကြီးကအသိတလုံးအမြတ်ဆုံးအသိနဲ့လှူတာအသိဆိုတာဘာလဲတဲ့ဒါနမှုပြုတ်လိုက်လေအသိနဲ့ပဲပြုတ်တယ်ယုံနာမယ်အနုယုံနာရှိတာပဲသင်္ကန်းတို့ဘာတို့ဆိုတဲ့ဥစ္စာပြည့်ညက်ကြီးအဲ့တော့သဘောတရားလေးတင်းတင်ပြီးတော့သဘာဝလက္ခဏာမြင်နေတဲ့ပုဂ္ဂိုလ်ကြတော့ယုံသဘာဝနံသဘာဝကိုပြစ္ဆုတ်ပံကိုအတိတ်ကိုလည်းမတွေးဘူးမရောက်သေးသောအနာဂတ်စိတ်လည်းမတွေးဘူးပြစ္ဆုတ်ပံတဲ့တယ်လေးကိုတင်းတင်ပြီးတော့ကံပြောင်းလှူပလိုက်အဲ့ဒီပုဂ္ဂိုလ်တော့မှဘုရားကဟောထားတဲ့ဒါနအစသီလအလေဘာဝနာအဆုံးတဲ့ဒါနလည်းနိဗ္ဗာန်ရပါတယ်ဗျာသီလကလည်းနိဗ္ဗာန်ရပါတယ်ဗျာဘာဝနာကလည်းနိဗ္ဗာန်ရပါတယ်ဗျာလောကီဒါနလောကီသီလလောကီဘာဝနာလောကုတ္တရာဒါနလောကုတ္တရာသီလလောကုတ္တရာဘာဝနာဩဒါနနှစ်စကံကတ္တချပါမယ်ဗျာလောကီဒါနကတော့အကုသိုလ်ကံကုသိုလ်ကံတွဲလို့နိဗ္ဗာန်မရလောကီသီလကတော့ကျောင်းကိုသွားပြီးတော့သံဃာတော်အရှင်မြတ်များကို7ပါးသီလတောင်းပြီးတော့နိစ္စဂိတဝါရိတဝိသုကဒသနမာလာကန္တဝိလေပနဓာရဏမန္တနဝိပုရဏဌာနဝေရမဏိသိက္ခာပရံသမารိယာမိဆိုပြီးဒီလိုတောင်းယူလိုက်တောင်းတော့ယူလိုက်တာပဲတောင်းယူလိုက်ပြီးတော့တခါတည်းပရိကြီးစိတ်တော့တာပဲပရိကြီးစိတ်ပြီးတော့တခါတည်းဘယ်လိုဖြစ်နေတဲ့စိတ်ကလေးကတကား6ပေါက်ကအာယုံ6ပါးလွှတ်နေဘာအကြောင်းနေပြောတယ်ပရိကြီးကတော့ကြောက်နဲ့ဒီလိုစိတ်နေတာပဲအကြောင်းပြောတော့ဘာတွေပြောနေလဲဘာအကြောင်းတွေပြောလဲဘယ်ဟာတွေကဈေးကြည့်လိုက်တာငရုတ်သီးကမရဘူးကျက်စုံကမရဘူးဒါတွေပြောတယ်အဲ့ဒီတော့သမီးအကြောင်းပြောတယ်ငါသားလေးကဘယ်နှတန်းအောင်ပြီဘယ်နှတန်းအောင်ပြီငါသမီးလေးက BA ဟိ
ကျောင်းကြတော့ပြောရောဥပုသ်ဆောင်ရင်အဲ့ဒီတော့ကျောင်းကြတော့သံဃာတော်အရှင်များရှိတော့နိစ္စခိတဝါရိတဝိသုကဒသနမာလာကန္တတဲ့ဝိလေပနဒါရဏမာနနမင်္ဂပါချပြီးတော့ခန္ဓာအာရဏဓာတ်သစ္စာတို့ကိုရှုပါမယ်လို့ဒီလိုတောင်းရွယ်တာသီလလွတ်အောင်မလုတော့ဘူးပရိကိုစိတ်ပြီးတော့ကြောက်တော့ပရိကတော့ခြားလဲအောင်စိတ်အိတ်တာပဲစိတ်တော့တကား6ပေါက်ကအာယုံ6ပါးကိုတော့တခါတည်းလှုပ်ပြီးတော့တခါတည်းသမီးအကြောင်းပစ္စည်းအကြောင်းဒါတွေပြောတယ်ဗျာဥပဇင်းတို့နယ်မှာတွေ့ခဲ့တယ်တရားဓမ္မများဘယ်အကြောင်းတွေပြောလဲဥပဇင်းတို့နယ်မှာပြောတာနော်ဒီကြောင်မြောင်းပြောတာမဟုတ်ပါဘူးဥပဇင်းတို့နယ်မှာကြောင်းကြတော့ဥပဇင်းတို့နယ်ကတောကိုတရားဓမ္မများရဲ့တောဆိုတော့သားလေးကိုဘယ်နှတအောင်ပြီသမီးလေးဘယ်နှတအောင်ပြီဘယ်အချင်းရနေပြီလကဘယ်လောက်ရပြီဒီလိုပြောတယ်လေသမားကလည်းလေအကြောင်းပြောတယ်ဗျာငါလည်းကဘယ်လောက်กว่าဘယ်နှစ်ယောက်ကောက်ဆိုင်မှာဘယ်လောက်စိုက်ရတယ်ဆိုလေအကြောင်းပြောတယ်ပရိကြီးကတော့ကြောက်နဲ့စိတ်တယ်အဲ့ဒီတော့တရားဓမ္မများကျောင်းတော့သွားပြီးတော့သံဃာတော်အရှင်များရှိတော့သီလတောင်းလိုက်ပါရဲ့သီလတောင်းပြီးတော့ပရိကြီးတော့ခြားကြလဲအောင်စိတ်လိုက်သမီးအကြောင်းပြောတယ်သားအကြောင်းပြောတယ်လေအကြောင်းပြောတယ်နွားအကြောင်းပြောတယ်ငရုတ်သီးအကြောင်းပြောတယ်ကျက်သွန်အကြောင်းပြောတယ်လက်ဖက်ချောက်အကြောင်းပြောတယ်ဒီအကြောင်းတွေပဲပြောတယ်ဒီအကြောင်းတွေပြောတော့တရားဓမ္မများကျောင်းတော့သီလသွားခံတော့သမီးအကြောင်းပြောတော့ဘာဥပုပ်ခေါ်မလဲတဲ့သမီးဥပုပ်သားအကြောင်းပြောတော့သားဥပုပ်လေအကြောင်းပြောတော့လေဥပုပ်ပဲရငရုတ်သီးအကြောင်းပြောတော့ငရုတ်သီးဥပုပ်လက်ဖက်ချောက်အကြောင်းပြောတော့လက်ဖက်ချောက်ဥပုပ်အဲ့ဒီဥပုပ်တွေပဲရအဲ့ဒါလောကီသီလသူကအကျိုးပေးနိုင်တာကဘာပေးလိုက်တဲ့ကံပေါ်တဲ့အချိန်ခါမှာသူကလည်းမများဘူးလားတဲ့များပါတယ်ဗျာကံပေါ်တဲ့အချိန်ခါကျတော့သူကဘာအကျိုးပေးလဲလူရည်လို့ဖြစ်လာတဲ့အချိန်ခါတော့အသက်ရှည်ပေးလိုက်မယ်ဗျာကံပေါ်တဲ့အချိန်ခါတော့သူကအကျိုးပေးမယ်အသက်ရှည်ပေးမယ်အဲ့ဒီသီလနိဗ္ဗာန်ရမလားဘယ်တော့မှမရဘူးလားမလို့သမုဒိသစ္စာနဲ့ကကံသီလကိုကံပေါ်တဲ့အချိန်ခါကသူကအကျိုးပေးမလို့စောင့်ကံပေါ်တဲ့အခါလူရည်လို့ဖြစ်လာရင်သူကအသက်ရှည်ပေးမလို့စောင့်ကံဒါနကကံပေါ်တဲ့အချိန်ခါမှာအကျိုးပေးမလို့ချမ်းသာပေးမလို့သူကစောင့်အဲ့ဒီဒါနသီလငါလှူတယ်ပွားများတဲ့ဘာဝနာရဲ့အဲ့ဒီကံဒါနရဲ့ကံသီလရဲ့ကံဘာဝနာရဲ့ကအကျိုးပေးတာကဘာလဲတဲ့ကံပေါ်တဲ့အချိန်ခါသူကအကျိုးပေးပါလိမ့်မယ်ဗျာနိဗ္ဗာန်ရမလားဘယ်တော့မှမရဘူးကံပေါ်တဲ့အခါအကျိုးပေးမယ်အဲ့ဒီတော့အဲ့ဒီဒါနအဲ့ဒီသီလအဲ့ဒီဘာဝနာကသမုဒိသစ္စာနယ်ကပြုတ်တဲ့ဒါနတွေသီလတွေဘာဝနာတွေဘယ်တော့မှနိဗ္ဗာန်မရဘူးကံပေါ်တဲ့အချိန်ကအကျိုးပေးမလို့စောင့်ရပါပဲဗျာကဲဉာဏ်ဒါနဉာဏ်သီလဉာဏ်ဘာဝနာဒါနအစသီလလည်းဘာဝနာဆုံးနဲ့ဘုရားဟောပြန်ပြီဒါနနဲ့ကလည်းနိဗ္ဗာန်ရမယ်သီလနဲ့လည်းနိဗ္ဗာန်ရမယ်ဘာဝနာနဲ့လည်းနိဗ္ဗာန်ရမယ်ဟောဒါနခုနတုန်းကဥပဇင်ဝိပဿနာတင်ပြီးယုံနာဖြစ်ပြအတိတ်ကိုလည်းမတွေးမရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးဘူးပြစ္ဆုတ်ပါနာယုတ်ကိုတင်ပြီးတော့အကုသိုလ်ကံကုသိုလ်ကံပြတ်အောင်လှူလိုက်တဲ့ဒါနကအဲ့ဒါနကနိဗ္ဗာန်ချင်းနှင်းတယ်မယ်ဒါနနဲ့နိဗ္ဗာန်ရမယ်ဒါနနဲ့နိဗ္ဗာန်ရမယ်ဒါနအစဆိုထားတာဟုတ်ဖခင်ကဒါနအစသီလလည်းဘာဝနာအဆုံးနဲ့ဒါနအစကဘာလဲတဲ့ဓမ္မဒါနဓမ္မဒါနဆိုတာယုံနာဖြစ်ပြသဘာဝကိုတင်ပြီးတော့တခါတည်းအကုသိုလ်ကံကုသိုလ်ကံပြတ်အောင်လှူလိုက်အတိတ်ကိုလည်းမတွေးဘူးမရောက်သေးသောအနာဂတ်စိတ်လည်းမတွေးဘူးပြစ္ဆုတ်ပံတဲ့တယ်လေယုံနာကိုတင်လှူလိုက်တာကံပြရောအဲ့ဒီဟာစေရနာကံမဲ့သူကအကျိုးပေးမလို့နိဗ္ဗာန်ကိုသူကချင်းနှင်းတက်မှာနိဗ္ဗာန်သွားပဲဒါနကိုစိတ်တွေပြောတာနော်တရားဓမ္မများစိတ်ကိုနာကြပါလို့သဘောကိုနာကြပါလို့စာလို့တော့မပြောတတ်လို့ပါခေါ်လည်းမခေါ်တတ်ဘူးပညာတတ်မှတ်သွားရင်တော့ဒီမဲ့ဘွေမြူကြနဲ့ဗျာရည်လည်းမရည်ကြနဲ့ဗျာအဲ့တော့တရားဓမ္မများဒါနအစသီလလည်းဘာဝနာအဆုံးနဲ့သီလကဘယ်သီလလဲတဲ့ဒါနအစသီလလည်းဘာဝနာအဆုံးလို့ဘုရားဟောဒါနကဓမ္မဒါနာယုံနာဖြစ်ပျက်ကိုတင်ပြီးတော့အတိတ်ကိုလည်းမတွေးတော့ဘူးမရောက်သေးသောအနာဂတ်စိတ်ကိုလည်းမတွေးတော့ဘူးပြစ္ဆုတ်ပန်းပေါ်လာတဲ့ယုံနာကိုအသီလေးနဲ့ဖြစ်တာပြက်တာကိုရှုမှဆင်ခြင်သုံးစားပြီးလှူလိုက်တဲ့ဒါနာအဲ့ဒီဒါနာကနိဗ္ဗာန်ကိုချီးနှင်းတယ်လိမ့်မယ်ဒါနအစာဖြစ်တယ်ဒါနအစရဲ့သီလအလဲရဲ့သီလကဘယ်သီလလဲတဲ့အခုယောဂီပုဂ္ဂိုလ်တွေအပြောင်းသီလဘယ်သီလအိန္ဒြိယသံဝရသီလဘယ်သီလစောင့်တည်မလဲဘုရားဟောထားတယ်သတိပဋ္ဌာန်တရား၄ပါးကဖြင့်ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်သတိပဋ္ဌာန်တရား၄ပါးနဲ့ဘုရားဟောထားတဲ့နိဗ္ဗာန်ရောက်ကြောင်းအပြင်သတိပဋ္ဌာန်တရား၄ပါးကလွယ်လို့
နိဗ္ဗာန်ရောက်ကြောင်းတရားမရှိသတိပဋ္ဌာန်နဲ့ကြီးပဲနတ်ပြည်သွားတာလဲသတိပဋ္ဌာန်ဗြဟ္မာ20သွားတာလဲသတိပဋ္ဌာန်နိဗ္ဗာန်ကိုသွားတာလဲသတိပဋ္ဌာန်သတိပဋ္ဌာန်တရား၄ပါးကလွဲလို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘာအသိနဲ့ကြီးပဲသတိနဲ့ကြီးအသိလေးအဲ့ဒီတော့ဘုရားရှင်ကိုတော်မြတ်ကြီးကဒါနအစာရဲ့သီလအလဲတဲ့အဲ့ဒီတော့သီလလုံအောင်ဘယ်လိုလုပ်ကြမလဲနိဗ္ဗာန်သွားနိုင်တဲ့သီလဘယ်လိုလုပ်ကြမတော့နိဗ္ဗာန်သွားတဲ့သီလအဲ့ဒီတော့သမထဝိပဿနာတရားကိုကျင့်ညာအထုံနေတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့ငါးပေါက်ကပိတ်ပြီးတစ်ပေါက်ကနေပြီးထွယ်လေဝင်းလေးလေးကိုအသိကနေနေတဲ့ပုဂ္ဂိုလ်ကြပြီဆိုရင်သတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်ပြီဆိုလို့ရှိရင်မျက်စိတကားလည်းလုံနေနာတကားလည်းလုံနေနှာခေါင်းတကားလည်းလုံနေပါးစပ်တကားလည်းလုံနေကိုယ်တကားလည်းလုံနေမနောတကားလည်းလုံနေလုံတော့တာပေါ့သတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တာကိုလိုက်တော့ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်သတိပဋ္ဌာန်တရား၄ပါးအဲ့ဒီ၄ပါးဟာလိုက်တော့အဆုံးလိုက်သွားတော့မျက်စိကလည်းကြည့်ခြင်းနဲ့စိတ်တည်လောဘစိတ်ဒေါသစိတ်မောဟစိတ်တွေမရှိနားကလည်းအသံနဲ့ထိမှန်လိုက်တဲ့အချိန်ခါလဲလောဘစိတ်ဒေါသစိတ်မောဟစိတ်မရှိနှာခေါင်းကလည်းမှုေးတယ်သင်းတယ်လို့လောဘစိတ်ဒေါသစိတ်မရှိလျှာနဲ့ရတာနဲ့လည်းစားခြင်းနဲ့စိတ်တွေမရှိကိုယ်နဲ့အတွေ့နဲ့လည်းထိခြင်းနဲ့စိတ်တွေမရှိမနှောနဲ့ဓမ္မနဲ့လည်းပေါင်းစုံလိုက်တဲ့ကောင်းတာလေးသိခြင်းနဲ့မကောင်းတယ်လို့သိခြင်းနဲ့လို့ဒီစိတ်တွေမရှိဘူးသတိပဋ္ဌာန်တရား၄ပါးနဲ့အာနာပါနသတိယူပြီးတော့သတိပဋ္ဌာန်တရား၄ပါးနဲ့ခန္ဓာကိုယ်ယုံနာရှုတာဟုတ်ရှုတော့မျက်စိကလည်းသီလလုံသွားနားပေါက်ကလည်းသီလလုံသွားနှာခေါင်းပေါက်ကလည်းသီလလုံသွားပါးစပ်ပေါက်ကလည်းသီလလုံသွားကိုယ်ပေါက်ကလည်းသီလလုံတယ်မနှောကလည်းသီလလုံတယ်လုံတော့တာပေါ့သတိပဋ္ဌာန်တရား၄ပါးနဲ့ဝိပဿနာကျင့်ကြအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေကတဏှာကြီး2နာရီ3နာရီဟာဖြင့်ဟောသီလတွေလုံသွားဘယ်သီလလဲတဲ့အိန္ဒြိယသံဝရသီလသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တော့ဟောသီလတွေလုံနေတယ်လုံတော့တာပေါ့အသိလိုက်နေတာဟုတ်အဲ့တော့ကနုစိတ်ကလေးကဘာရှုအာနာပါနာသတိကိုထွက်လေဝင်လေကိုတောတဲ့သဘောလေးသိတယ်ကာတဲ့သဘောလေးဒါလေးပဲသိတော့ကြာအောက်ကအမာနဲ့ကိုယ်နဲ့တိလိုက်တွေ့လိုက်တဲ့အချိန်ကဝေဒနာကြီးဖြစ်လာတဲ့အချိန်ကကြောင့်တင်းတာပေါ်တော့တင်းတယ်လို့နာငါသွားခံစားလိုက်တော့ဝေဒနာသတိပဋ္ဌာန်ဝေဒနာလေးသိပြီးတော့အသီလေးနဲ့လိုက်သွားတော့ဝေဒနာဆုံးသွားတော့ဝေဒနာတွေကုံဆုံးသွားတဲ့အချိန်ကကျတော့စိတ်ဓာတ်သတိပဋ္ဌာန်နောက်တစ်ခါပြန်ပြီးတော့တစ်ခါတော့ပေါ်လာပြန်တော့လေဩယုံနာသူသဘောနဲ့သူဖြစ်ပြီးပြက်နေပါလားယုတ်သဘောနံသဘောသူသဘောသူဆောင်းနေတဲ့ယုတ်ဓမ္မနံဓမ္မပါလားဆိုတော့ဓမ္မသတိပဋ္ဌာန်တရား၄ပါးနဲ့ခန္ဓာကိုယ်သုံးဆိုင်ဘယ်လိုကဲနှံလေးသွားသေးလားဗဟိတကိုမထွက်တော့ဘူးအပြင်ဘက်ကိုလောဘစိတ်တွေမျက်စိကလည်းလောဘစိတ်ကဲဒေါသစိတ်ကဲမောဟစိတ်ကဲမရှိတော့ဘူးနားကလည်းလောဘစိတ်ကဲဒေါသစိတ်ကဲမောဟစိတ်ကဲမရှိတော့ဘူးနှာခေါင်းကလည်းလောဘစိတ်ကဲဒေါသစိတ်ကဲမောဟစိတ်ကဲမရှိတော့ဘူးလျှာပေါက်ကလည်းလောဘစိတ်စားခြင်းနဲ့စိတ်လည်းမရှိတော့ဘူးထိခြင်းနဲ့စိတ်လည်းမရှိတော့ဘူးသိခြင်းနဲ့စိတ်လည်းမရှိတော့ဘူးသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တာကိုအဲ့တော့လိုက်တော့မျက်စိလည်းသီလဖြစ်နေသီလလုံးနေနားကလည်းသီလလုံးနှာခေါင်းကလည်းသီလလုံးပါးစပ်ကလည်းသီလလုံးကိုယ်ပေါက်ကလည်းသီလလုံးမနှောကလည်းသီလလုံးအဲ့ဒီလိုသီလအိန္ဒြိယသံဝရသီလကမှနိဗ္ဗာန်ရဒါနအစကဓမ္မဌာနသီလအလယ်ကဘယ်သီလလဲတဲ့အိန္ဒြိယသံဝရသီလဗျာတကား6ပေါက်ကအိန္ဒြိစောင့်ထင်းရမယ်လောဘစိတ်ဒေါသစိတ်မဖြစ်တဲ့သမာဓိဥဆောင်ပြီးသတိနဲ့လိုက်ရမယ်အဲ့ဒီသီလကမှနိဗ္ဗာန်ကိုသွားနိုင်တဲ့သီလပါဗျာဓမ္မတာသီလကနိဗ္ဗာန်မသွားပါဘူးဒါနအစကဓမ္မဒါနသီလကဘာလဲတဲ့အိန္ဒြိယသံဝရသီလတကား6ပေါက်ကိုထိမ့်သိမ့်စောက်ရှောက်ပြီးတော့တခါတည်းအသိသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တဲ့သီလကအဲ့ဒီသီလအလေခေါ်ပါတယ်ဗျာဘာဝနာကဘယ်ဘာဝနာလဲတဲ့ယုံနာဖြစ်ထားပါလားပြက်ထားပါလားလို့သတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တော့ဓာတ်ကြီး၄ပါးဤဖောက်ပြန်တဲ့သဘောတွေသိဘယ်လိုသိလားဩယုတ်ကဖောက်ပြန်တဲ့သဘောနာကခံစားတတ်တဲ့သဘောပါလားနာယုတ်သူ့သဘောနဲ့သူဖြစ်ပြီးပြက်နေတဲ့ယုတ်နာပါလားနာကအကြောင်းယုတ်ကအကျိုးနာယုတ်တစ်ထပ်တိဖြစ်ပြီးတစ်ထပ်တိပြက်တဲ့သဘောတရားသာရှိပါလားဆိုတဲ့နာယုတ်ကိုဖြစ်တာပြက်တာကိုမပိုင်တဲ့တရားအစိုးမရတဲ့တရားမပူခြင်းမတဲ့လို့မနေရပူလာတဲ့သဘောတရားမကြိုက်ခြင်းမတဲ့လို့မနေရကြိုက်လာတဲ့သဘောတရားမအောင်ခြင်းမတဲ့လို့မနေရအောင်လာတဲ့သဘောတရားပါလားမထုံခြင်းမတဲ့လို့မနေရထုံတဲ့သဘောတရားပါလားမအောင်ခြင်းမတဲ့လို့မနေရအောင်လာတဲ့သဘောတရားပါလားမခံစားခြင်းမတဲ့လို့မနေရခံစားတဲ့သဘောတရားပါလား
နာငါလည်းခံစားစေတတ်တဲ့သဘောတရားရုပ်ကလည်းဖောက်ပြန်စေတတ်တဲ့သဘောတရားမြင်တာကလည်းသူသဘောကြားတာကလည်းသူသဘောနာနာကလည်းသူသဘောစားတာကလည်းသူသဘောသူဆောင်နေတဲ့ရုပ်ဓမ္မနန္ဓမပါလားမျက်စိကလည်းသူသဘောသူဆောင်ပါလားနားကလည်းသူသဘောသူဆောင်ပါလားနှာခေါင်းကလည်းသူသဘောသူဆောင်ပါးစပ်ကလည်းသူသဘောသူဆောင်ကိုယ်ပေါက်ကလည်းသူသဘောသူဆောင်မနှောကလည်းသူသဘောသူဆောင်ခန္ဓာကိုယ်ဓာတ်ကြီး၄ပါးကလည်းတင်းတဲ့သဘောကလည်းသူသဘောသူဆောင်တယ်တောက်နာကလည်းသူသဘောသူဆောင်တယ်ထုံနာကလည်းသူသဘောသူဆောင်တယ်အောက်နာကလည်းသူသဘောသူဆောင်တယ်ကြိုက်လာတာကလည်းသူသဘောသူဆောင်တယ်ကြက်လာတာကလည်းသူသဘောသူဆောင်တယ်ချွေးဒီယူကြလာတာကလည်းသူသဘောသူဆောင်တယ်ပူလာတာကလည်းသူသဘောသူဆောင်တယ်အေးတာကလည်းသူသဘောသူဆောင်တယ်လှုပ်လာတာကလည်းသူသဘောသူဆောင်တယ်တွန်းတာကလည်းသူသဘောသူဆောင်တယ်ဩသူသဘောသူဆောင်တယ်ရုပ်တဏ္ဍသဘာဝလက္ခဏာသာရှိပါလားမြင်တဲ့သဘောလေးကလည်းကင်ပြလို့မရကြားတဲ့သဘောလေးကလည်းကင်ပြလို့မရနားတဲ့သဘောလေးကလည်းကင်ပြလို့မရစားလိုက်တဲ့အရာသားလေးကလည်းချိုးတယ်ချင်းတယ်ဆိုတာလည်းကင်ပြလို့မရကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်ကပူတဲ့သဘောထုံတဲ့သဘောကင်တဲ့သဘောလည်းလက်နဲ့ကင်ပြလို့မရမနှောနဲ့ဓမ္မနဲ့ကောင်းတာလေးသိလိုက်တယ်မကောင်းတာသိလိုက်တယ်ဆိုတော့ကင်ပြလို့မရဩနန္ဒကလည်းခံစားစေတတ်တဲ့သဘောကလည်းကင်ပြလို့မရရုပ်ဖောက်ပြန်တာကလည်းကင်ပြလို့မရဩသူသဘောသူဆောင်နေတဲ့ရုပ်တဏ္ဍပါလားသဘာဝလက္ခဏာသာမြင်ညာသဘောတရားသာရှိပါလားလို့အဲ့ဒီလိုသိလိုက်တာအဲ့ဒီလိုပွားများတဲ့ဘာဝနာကဒါနာအစာကဓမ္မဒါနာသီလအလေကဘယ်ဟာလဲအိန္ဒြိယသံဝရသီလဘာဝနာကဘယ်ဘာဝနာလဲတဲ့ယုံနာဖြစ်ပျက်ကိုသူသဘောသူဆောင်နေတဲ့ယုတ်ဓမ္မနန္ဓမဆိုတဲ့ပွားများနေတဲ့ဟာကအဲ့ဒီဘာဝနာကနိဗ္ဗာန်ကိုသွားနိုင်မယ်လောကီငါလှူတယ်ဆိုတာကနိဗ္ဗာန်မသွားဘူးဗျာကုသိုလ်တွေတော့အများကြီးရတယ်အတ္တကြီးဗျာအဲ့ဒါစိတ်တွေကိုပြောတာနော်ဒါနနဲ့လည်းနိဗ္ဗာန်ရပါတယ်ဗျာသီလနဲ့လည်းနိဗ္ဗာန်ရပါတယ်ဗျာဘာဝနာနဲ့လည်းနိဗ္ဗာန်ရပါတယ်ဘာဝနာကဘယ်ဘာဝနာလဲတဲ့ယုံနာဖြစ်ပျက်ကိုပွားများတဲ့ဘာဝနာဗျာအဲ့ဒီဘာဝနာကနိဗ္ဗာန်ကိုရောက်ရောဗျာအဲ့ဒါဒါနအစသီလလည်းဘာဝနာစအဲ့ဒါလောကီလောကုတ္တရာနှစ်ဌာနသမုဒိသစ္စာပရမသစ္စာနှစ်ဌာနကိုကံကတောင်းခွဲဟောပါတယ်ဗျာတရားဓမ္မများအဲ့ဒါဒီကနေ့အဖို့မှာသမုဒိသစ္စာပရမသစ္စာဒါကြောင့်မလို့တရားဓမ္မများအခုလာရောက်တဲ့တရားဓမ္မတွေဟာဖြင့်သမုဒိသစ္စာနဲ့ကကံဒါနရဲ့ကံသီလရဲ့ကံဘာဝနာရဲ့နဲ့များတင်းတိမ်မနေကြပါနဲ့လို့ခန္ဓာ၅ပါးယုံနာနှစ်ပါးပြတ်တော့မယ်ဆိုအာကိုးစရာမရှိဘဲနဲ့ဒါနတွေအာကိုးလိုက်မယ်သီလတွေအာကိုးလိုက်မယ်ဆိုရင်ဖြင့်တရားဓမ္မများလိမ့်ကြကုန်မယ်ဆိုတော့ဘယ်လိမ့်ကြမလဲတော့မပြောတော့ဘူးလိမ့်တော့ကြမှာပဲအဲ့ဒီတော့မသိကြတော့မကြောက်ကြဘူးပေါ့ဗျာအဲ့ဒီတော့သာသနာကြီးနဲ့မှီတဲ့အချိန်ခါမှာကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဟာတရားတော့ရကြမှာပါပဲလို့ကျင့်ရင်တော့ရကြမယ်အဲ့ဒီတော့အခုသာသနာကြီးမှီတဲ့တချို့ပြောတာရှိဒီခေတ်ကြီးများဗျာသောတာပန်ဖြစ်ပါမလားဒီခေတ်ကြီးများသရဂံတည်ပါမလားဒီခေတ်ကြီးများအနာဂံတည်ပါမလားဒီခေတ်ကြီးများတဲ့ယဟန္တာဖြစ်ပါမလားဒီလိုပြောတာရှိကြပါလေဗျာသောတာပန်သရဂံအနာဂံယဟန္တာဆိုတာပြည့်ညတ်ကြီးစိတ်ကလေးတွေဘယ်လိုသိစိတ်ကလေးတွေကိုဘလို့မှမသိပါဘူးကိုယ်စိတ်လို့ကိုယ်အောက်မိတ်ပြီးတော့တချို့ကပြောတာရှိသီလသမာဓိပညာပြည့်စုံရင်နိဗ္ဗာန်ကိုသွားကြမှာပဲဗျာသီလသမာဓိပညာဆိုတာဘာလဲတဲ့အရိယာများမှာဖြစ်နိုင်တဲ့တရားသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်နဲ့မဲ့ခင်၈ပါးဆိုတာဘာလဲမျက်စိကလည်းသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်နားနဲ့အသံနဲ့ကြားလိုက်တဲ့ခြင်းကလည်းသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်နှာခေါင်းနဲ့အနားနဲ့ထိမှန်လိုက်တဲ့ခြင်းကလည်းသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်လျှာနဲ့ရသာနဲ့စားလိုက်တဲ့ခြင်းကလည်းသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်မဲ့ခင်၈ပါးမျက်မှောက်ပြုတ်ထားတဲ့ပုဂ္ဂိုလ်သီလသမာဓိပညာပြည့်စုံနေတဲ့ဥစ္စာစိတ်ကလေးကိုဘယ်လိုသိနိုင်လဲဘယ်လို့မှမသိနိုင်ဘူးလို့ငါလိုပဲအသိပဲဘုရားကဟောတဲ့စိတ်တွေပဲအဲ့ဒီတော့သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကလည်းမျက်စိရှိတယ်မြင်နေတာပဲကြည့်နေတာပဲအဲ့တော့လူတိုင်းလိုပဲကြည့်တယ်တို့တာဒီပညာကြည့်တော့မြင်ကြမှာပေါ့မျက်စိလည်းဒီမဲ့သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကမျက်စိကမြင်ကောင်းလို့မြင်နေတာကြည့်ကောင်းလို့ကြည့်နေတာပဲစိတ်ကလေးတော့ဘယ်လို့မှသိမှာမဟုတ်ပါဘူးနားကလည်းနားပါလို့နားထောင်စရာရှိလို့ထောင်းနေစိတ်ကတော့ဘယ်လို့မှမသိမှာမဟုတ်ပါဘူးသူလိုငါလိုပဲထင်နေအဲ့ဒီတော့တချို့ပြောတာရှိဒီခေတ်ကြီးများဗျာသောတာပန်သရဂံအနာဂံယဟန္တာဖြစ်ပါမလားလို့ဒီလိုပြောတာသောတာပန်လာလို့လဲသောတာပန်သိပါသရဂံလာလို့လဲသရဂံသိပါအနာဂံလာလို့လဲအနာဂံသိပါယဟန္တာလာလို့လဲယဟန္တာသိပါစိတ်တွေပြောတာနော်တရားဓမ္မများသဘောနာကြစိတ်ကိုပြောတာသောတာပန်စိတ်သရဂံစိတ်အနာဂံစိတ်ယဟန္တာစိတ်တဲ့အဲ့ဒါပြင်းညပြောမှပရမတ်ပေါက်အောင်လို့စိတ်ကိုဟောခြင်းလို့တရားဓမ္မများစိတ်ကိုပြောတာအဲ့ဒီတော့သောတာပန်သရဂံအနာဂံယဟန္တာဆိုတာပြဉ္ညာတိပြောတာ
ပရမမဟုတ်ဘူးပညာပြောမှပရမသဘောပေါက်အဲ့တော့ပောတာပန်လည်းစိတ်ပဲသရဂံလည်းစိတ်ပဲအနာဂံလည်းစိတ်ပဲယဟန္တာဆိုတာစိတ်ပဲဒီစိတ်ကိုတော့ဘလို့မှသိနိုင်တဲ့တရားမျိုးမဟုတ်ဘူးအဲ့ဒီတော့စိတ်ကိုတော့ဘလို့မှမသိပါဘူးနတ်တွေတော့သိတယ်ဗျာနတ်တွေတော့သိတယ်အဲ့တော့ဥပဇင်းတို့တော့ဘလို့ဟာသိလေတဲ့သမာဓိကြောင့်ပြင်းနေတော့တရားဓမ္မများလူတွေတော့မရှက်ပါဘူးဗျာလူတွေကသိမှမသိပဲစိတ်ကမှမသိပဲနတ်တွေကတော့ကိုယ်စိတ်သိတယ်မျက်စိကနေပြီးလောဘညှွတ်နေပြီဆိုနတ်ကသိထားတယ်ဗျာမနှောကနေပြီးတော့ညှွတ်ထားပြန်ပြီးကိလေသာအာယုံပြုတ်နေပြန်ပြီဆိုနတ်တွေကသိတယ်ဗျာဥပဇင်းတို့တော့လူတွေမရှက်ပါဘူးနတ်ရှက်တယ်ဘာကြောင့်လဲလူမသိနတ်သိတယ်စိတ်ကိုအဲ့တော့လူတွေတော့ဘာသိဘာရှက်မလဲတရားဓမ္မများလူတွေကကိုယ်စိတ်သိတာမှမဟုတ်ပဲနဲ့လူမသိရင်နတ်သိတယ်ဆိုတာဘာလဲတဲ့မျက်စိကနေပြီးတော့ကိလေသာအာယုံပြုတ်နေတယ်ဆိုတာနတ်ကတော့သိတယ်လူကတော့မသိဘူးနားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ကကိလေသာအာယုံနဲ့ຢာကဒေါသဖြစ်နေတယ်ဆိုတဲ့ဥစ္စာနတ်ကသိတယ်လူကမသိဘူးနှာခေါင်းနဲ့အနာနဲ့ကိလေသာတဏှာဖြစ်နေတယ်ဆိုတာနတ်ကသိတယ်လူကမသိဘူးလျှာနဲ့ရတာနဲ့စားလိုက်တဲ့အခါလောဘတဏှာဖြစ်ပြီးတဏှာဖြစ်နေတယ်ဆိုတာလူကမသိဘူးနတ်ကသိကိုယ်နဲ့အတွေ့နဲ့ဖြစ်မှန်နေတဲ့စိတ်ဖြစ်ပေါ်နေတဲ့ဥစ္စာကိုလူကမသိဘူးနတ်ကသိမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကကောင်းတာလေးလည်းသိကျင်တယ်မကောင်းတာလည်းသိကျင်တယ်ဆိုတဲ့ဥစ္စာလောဘစိတ်ဒေါသစိတ်ဖြစ်နေတဲ့ဥစ္စာကိုဘလူကလူကသိလားမသိနတ်ကသိအဲ့ဒီတော့လူတော့မရှက်ပါဘူးနတ်ရှက်စိတ်ပြောတာနော်အဲ့တော့စိတ်တွေကိုနာကြပါလို့ဥပဇင်းကဒါကိုကိုယ်စိတ်ကိုယ်စစ်လာလို့ဥပဇင်းဖြစ်ခဲ့တာဒီပြောတာနော်ဥပဇင်းဟာတော့အတိတ်ကာလတော့ဖြစ်ခဲ့တယ်ပြောဘာကြောင့်ဖြစ်ခဲ့လဲစိတ်ကိုဥပဇင်းကအတိတ်ကာလတုန်းကဘာကြောင့်လဲတဲ့ကြီးကန်းကြီးစွဲနေတခါလာလဲကြီးကန်းကနေပြီးတော့တရားထိုင်နေတော့ငတိဘောကနေပြီးအကြောင်းအကျိုးကိုပြောပြတာပါဗျာတက္ကမများဥပဒနာခန္ဓာဖြစ်ပုံလူမသိနတ်သိတယ်ဆိုတဲ့အကြောင်းအကျိုးပေါ်ပြောတာပါဗျာဘာကြောင့်ပေါ်ပြောတယ်လဲဆိုတော့အတိတ်ကာလတုန်းကတရားထိုင်နေလိုက်တဲ့အချိန်သမာဓိကလည်းကောင်းနေတာကိုသမာဓိကကောင်းနေတော့စိတ်ကလေးကဘယ်မှမသွားတော့ဘယ်မှမသွားတော့ဥပဒေတရားထိုင်တဲ့အပေါ်ကဆေးရုံပင်ပေါ်ကနေပြီးတော့ကြီးကန်းတစ်ကောင်ကအော်လိုက်တယ်အာလို့အဲ့လိုအော်တော့ဒီကြီးကန်းကိုဒေါသဖြစ်သွားကြည်စမ်းဒီကြီးကန်းဘာကြောင့်ဒီလိုအလားအော်ပါလဲစိတ်ကလေးဟိုရောက်သွားတာဟိုရောက်သွားတော့တခါတည်းကြီးကန်းကိုဒေါသဖြစ်နေတော်တော်ကြာကြာတော့ကြီးကန်းကမျက်စိရှိဖလပ်ဒီလိုလားဒီကြီးကန်းကြီးထုံနေရတာပဲကြီးကန်းဒေါသစိတ်ဖြစ်နောက်ကြဒီကြီးကန်းကြီးပဲတနားကြီးနှစ်နားကြီးထုံနေကြီးကန်းကြီးဒေါသဖြစ်တော့ကြလာအောင်မှာစိတ်ကလေးကလာအောင်မှာပဲဒီကြီးကန်းလာတရားထိုင်တော့မယ်ဆိုဒီကြီးကန်းလာအောင်မှာပဲကြီးကန်းကြီးစိတ်ကြနေနောက်ကြတော့ကိုယ်စိတ်ကိုတခါလားစိတ်ကလေးပြည့်လိုက်တော့တရားထိုင်ကနေကြတော့လာအောင်မှာလာကြီးကန်းပဲလို့ဒီလိုစိတ်ကလေးကညှို့လိုက်တယ်ကိုနာကမြင်းနေရတဲ့နတ်ကလက်ထောင်ပြတယ်ကြီးကန်းလေးကိုလက်ကကင်ပြတယ်လွတ်လိုက်ရမလားတဲ့ဟဲ့ငါစိတ်သူသိပါလားအဲ့တော့မှလူကတော့မသိပါလားငါစိတ်နတ်ကသိပါလားဆိုအဲ့ဒီတော့မှသိတာဗျာအဲ့တော့လူတွေတော့မရှက်ပါဘူးနတ်ရှက်တယ်ကိုယ်စိတ်ကိုနတ်ကတော့အကုန်သိတယ်မျက်စိကကိလေသာအာယုံဖြစ်သလားနာကကိလေသာတဏှာဖြစ်သလားနှာခေါင်းကကိလေသာတဏှာဖြစ်သလားပါးစပ်ကကိလေသာတဏှာဖြစ်သလားကိုယ်ကဖောက်ကနေပြီးကိလေသာတဏှာဖြစ်သလားမနှောကနေပြီးကိလေသာတဏှာဖြစ်သလားဆိုတာလူကတော့မသိဘူးနတ်ကသိတယ်အဲ့ဒီတော့တက္ကမများအယံများတော့သောတာပန်ဆိုတာလဲဒီမဲ့ပြောလိုက်လို့ရှိရင်စိတ်မှမသိပဲနဲ့အယံများတော့မပြောလိုက်နဲ့မဲ့တားသွားမယ်ဘာကြောင့်လဲတဲ့ကိုမသိပဲကိုနတ်ကတော့သိတယ်ဗျအဲ့ဒီတော့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေမေတ္တာဖို့တားမှဆိုလို့ပြောပြတာပါဗျအဲ့ဒါကြောင့်မလို့တော့သောတာပန်များဒိဋ္ဌိဝိနည်းကိစ္စကိလေသာနှစ်ပါးပယ်သတ်တဲ့ပုဂ္ဂိုလ်များသွားပြီးတော့များပြောလိုက်ပြီးဆိုလို့ရှိရင်ဖြင့်ကိုမဲ့မရတော့ဘူးလားမှတ်တော့ဘာကြောင့်လဲတဲ့ပုရုษင်ကပြစ်မှားလိုက်ပြီလေကိုကလည်းဘာမှမသိပဲနဲ့ကိုကရမ်းပြီးတော့တိုးသွားပြီးပြစ်မှားလိုက်တာကိုအဲ့ဒါကြောင့်မလို့အသိပေးတာယောဂီတွေမဟုတ်လို့အသိပေးတာပါဗျကြောင်မြောင်းကဒကာဒကမတွေယောဂီတွေကအားကောင်းလို့ပါဗျအသိပေးတာမပြစ်မှားလိုက်ကြနဲ့လို့စိတ်ဆိုတာကိုသူများစိတ်ဆိုတာကိုကသိနိုင်တာမဟုတ်ဘူးသမာဓိရှိလာရင်တော့အဲ့တော့ကိုယ်စိတ်စစ်လာရင်သူများစိတ်တွေအကုန်သိတယ်အဲ့ဒီတော့မပြစ်မှားကောင်းတဲ့ဟာတွေပြစ်မှားမိမှာဆိုလို့ဒကာဒကမများအသိတွေပြောပါလားဗျအဲ့ဒီတော့ဒီစိတ်တွေဟာသောတာပန်စိတ်သရဂံစိတ်အနာဂံစိတ်တဲ့ယဟန္တာစိတ်တဲ့အဲ့ဒီစိတ်တွေကိုဘယ်လိုသိနိုင်ဘယ်လိုမှမသိတော့တဲ့ညကလုံးကဒကာဒကမများဟောသွားလိုက်တယ်ဘယ်လိုဟောသွားလဲစိတ်တွေကိုပြောတာတော့အသိတွေကိုသောတာပန်အသိသရဂံအသိသောတာပန်နာမ်ပြသရဂံရုပ်ပြသရဂံရုပ်ပြဆိုတာညတော့ကအသိစိတ်ကလေးတွေပြဉ္ညာကလေးတွေပယ်ပုံလေးသောတာပန်ပယ်ပြဉ္ညာပယ်တယ်လေဘုရားကဟောထားတယ်နာမပြဉ္ညာအလကားထားပြခဲ့တဲ့ပြဉ္ညာမဟုတ်ဘူးဘုရားထားပြခဲ့တာပြဉ္ညာကိုမင်းမှာတရားယောဂီဟာပြဉ္ညာကိုစစ်မှာပြဉ္ညာစစ်မှာသူ့အတန်ထွက်လာတော့ဘာသာလဲတဲ့သူပြဉ္ညာတန်ကိုနားထောင်သူပြဉ္ညာနားထောင်မှာအဲ့ဒီမှာပရမသဘောကိုယူလာပြဉ္ညာနဲ့ပရမနှစ်ခုစတချို့ကတော့ပရမသံလုံးအားကြီးနေလို့ပြောတာပါဗျာအဲ့တော့
သောတာပန်ဘယ်ပြညာပယ်တယ်မြင်နေတာကသူမြင်နေတာကခန္ဓာ၅ပါးယုံနာတရားဖြစ်ပြီးပြတ်တဲ့သဘောတရားမြင်တာအတုပတရားကိုမြင်နေတယ်ဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောခန္ဓာ၅ပါးယုံနာတရားဖြစ်ပြီးပြတ်တဲ့သဘောတရားဒါမြင်နေတယ်ဒါမြင်နေတော့ပြစ္ဆုတ်ပန်တဲ့တယ်လေးသိထားတော့အတိတ်ကာလတုန်းကဘယ်ပြညာရှိတယ်လဲအဝိဇ္ဇာပြညာအဝိဇ္ဇာပြညာကဘယ်ဟာလဲတဲ့ဘုရားဟောထားတယ်နာမပညာသံဌာနာပညာကဏပညာသဘာဝပညာသမုဟာပညာတဲ့ပညာ၅ချက်ဟောထားတယ်ပညာ၅ချက်ပယ်ပုံတွေကိုတရားဓမ္မများဟောပေါ်မှာအဲ့တော့ပညာ၅ချက်ဘယ်လိုပယ်တယ်လဲတဲ့အရိယာများဟာပယ်တာသောတာပန်ပယ်တဲ့ပညာဘယ်ပညာပယ်လဲသူကနာမ်ပြက်ကိုဘယ်ပညာပယ်လဲတဲ့အတိတ်ကာလတုန်းကအဝိဇ္ဇာပညာဟာဖြင့်မိန်းမပဲယောက်ျားပဲဖြူတယ်ချောတယ်သူမှမြင်လိုက်တဲ့အချိန်ကအတုပအချင်းမြင်လို့အတုပသိထားတာကိုခန္ဓာကိုယ်ဓာတ်ကြီးလေးပါမဟာဗုဒ္ဓကြီးလေးပါခေါ်စရာလည်းမရှိတော့ဘူးပူတာလည်းခေါ်စရာမရှိတော့ဘူးကြိုက်တာလည်းခေါ်စရာမရှိတော့ဘူးအေးတာလည်းခေါ်စရာမရှိတော့ဘူးလှုပ်တာလည်းခေါ်စရာမရှိတော့ဘူးပေါင်လည်းခေါ်စရာမရှိတော့ဘူးလက်လည်းခေါ်စရာမရှိတော့ဘူးကိုယ်လည်းခေါ်စရာမရှိတော့ဘူးဘာကြောင့်ခေါ်စရာမရှိလဲတဲ့ခန္ဓာ၅ပါးယုံနာတရားဖြစ်ပြီးပြည့်တဲ့သဘောတရားအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ယုံနာရဲ့လို့ဒီလိုသိထားလို့ဧကဂရတီးနေလို့ခေါ်စရာမရှိတဲ့ပညာကိုပယ်လိုက်ခေါ်စရာမှမရှိတော့ပဲဘယ်ပညာကျမ်းနေလဲတဲ့ဝိဇ္ဇာပညာကျမ်းဝိဇ္ဇာဉာဏ်ကျမ်းဝိဇ္ဇာဉာဏ်ကဘာလဲတဲ့ခန္ဓာ၅ပါးယုံနာတရားအကြောင်းသမုဒယအကျိုးယုံနာဒုက္ခအကြောင်းသင်ညာလိမ်လိုက်လို့အကျိုးရာဂစိတ်ဒေါသစိတ်မောဟစိတ်ဖြစ်ပါလားဆိုတော့အကြောင်းသင်ညာပယ်လိုက်တယ်ခန္ဓာ၅ပါးသာဖြစ်တယ်ခန္ဓာ၅ပါးသာဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်လို့အဲ့ဒီလိုပယ်တော့အတိတ်ကခေါ်စရာသမုတ်စရာမရှိတော့ဘူးသူ့မှာနာတယ်ကြိုက်တယ်လည်းမရှိတော့ဘူးပေါင်ပဲချီပဲမရှိတော့အဲ့ဒီပညာပယ်လိုက်ဘယ်ပညာကြနေလဲခန္ဓာ၅ပါးယုံနာတရားဖြစ်ပြီးပြတ်တဲ့သဘောတရားအကြောင်းသင်ညာလိမ့်လိုက်လို့အကျိုးရာဂဒေါသမောဟဖြစ်ရပါလားလို့အဲ့ဒီပညာကြနေအဲ့ဒါပညာပယ်ပုံကိုပြောတာနော်အဲ့ဒါဥပဇင်ပယ်လာတဲ့စိတ်ကိုပြောတာသူများပယ်တာတော့ဘယ်လိုပယ်လဲတော့မပြောတတ်ဘူးအဲ့ဒါစိတ်တွေကိုပြောတာစိတ်ကိုနာကြအဲ့တော့သောတာပန်ပယ်တာကဘာလဲတဲ့ခေါ်ဝသမုတ်စားတဲ့အတိတ်ကအယူမအမှတ်မှာဆွဲလန်းခြင်းဥပါဒံဖြစ်မဲ့ခန္ဓာတွေဖြစ်မှာဆိုလို့အဲ့ဒီမှာအပယ်လေးပါးသွားစီတတ်တဲ့ခန္ဓာဖြစ်မှာဆိုလို့ပယ်လိုက်ပြီဗျာနာတယ်ကြိုက်တယ်လည်းမရှိတော့ဘူးခြေထောက်ပဲလက်ပဲကိုယ်ပဲခေါင်းပဲလည်းမရှိတော့ဘူးခန္ဓာ၅ပါးသာဖြစ်တယ်ခန္ဓာ၅ပါးသာပြည့်တဲ့အကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ယုံနာလို့ပယ်လိုက်ပြီပညာပယ်လိုက်ဘယ်ပညာကြဝိဇ္ဇာပညာကြဘာကြားနေလဲသံဌာနတော့ကြားအဲ့ဒီတော့ခေါ်သမုတ်ဆရာမသူ့မှာဝိဇ္ဇာပညာကြားနေတော့တခါရုပ်ပြက်ကိုတခါပြန်ပြောင်းတော့ဘယ်ဘာမြင်နေလဲတဲ့သရဂံဟာသရဂံဘယ်ပညာပယ်ပြန်လဲတဲ့တလောကလုံးညကဟောသွားတယ်ရုပ်ပြက်ကြီးကိုမြင်နေတော့တလောကလုံးဟာဖြစ်လိုက်ပြက်လိုက်တဲ့ဓာတ်ကြီးလေးပါဟာအမြင်ဓာတ်အထင်ဓာတ်တဲ့အထင်ဓာတ်ကနာမ်ပြက်အမြင်ဓာတ်ကရုပ်ပြက်ဘုရားကဟောထားတယ်မြင်တာရုပ်တဲ့ခံစားတာနာမ်နဲ့မြင်တဲ့ဟာဘာလဲရုပ်တရားကြီးအဲ့ဒီရုပ်တရားကြီးဟာဘာလဲအမြင်ဓာတ်လည်းဒါဖြင့်ဘယ်လိုမြင်နေလဲတဲ့ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်အဲ့ဒါဘုရားစာရီပြောတာဘုရားပါဠိလိုပြောတာနော်ပညာကိုပြောမှပရမတ်ပေါက်မှာအဲ့တော့ပထဝီအာဘောတေဇောဆိုတာကခက်မှာပထဝီနုညပထဝီမာပထဝီလေးပထဝီလို့စာတွေကဆိုကြအာဘောကဖွဲ့စည်းအာဘောယိုစည်းအာဘောလို့စာတွေကဆိုကြပူအေးတေဇောလို့စာတွေကဆိုကြထောက်ခံဝါရောလှုပ်ရှားဝါရောတောင်းခံဝါရောလို့စာတွေကဆိုကြခန္ဓာကတော့ဓာတ်ကြီးလေးပါဤဖောက်ပြန်လာတဲ့သဘောဟာဘယ်ဟာသိတယ်လဲတဲ့တင်တာလည်းသိတယ်တောင်းတာလည်းသိတယ်ထုံးလာတာသိတယ်ကျင်တာလည်းသိတယ်အောင့်လာတာသိတယ်ကြိုက်တာသိတယ်ဒါပထဝီသဘောအာဘောတရားကဘာလဲတဲ့ခန္ဓာကိုယ်ကြက်တက်လာနှက်တွေယိုးလာမျက်စီတွေယိုးချွေးတွေထွက်လာအာဘောသဘောလည်းသိတယ်တေဇောသဘောလည်းသိတယ်ပူသဘောအေးသဘောလည်းသိတယ်ဝါရောသဘောလည်းတွန်းသဘောကံသဘောရင်နဲ့နှလုံးနဲ့တုံလှုပ်လာတဲ့သဘောတွေလည်းသိတယ်အဲ့ဒါဓာတ်ကြီးလေးပါးဤသဘာဝလက္ခဏာသဘောတရားတွေလည်းသိတယ်အဲ့ဒီလိုသဘောတရားတွေအထင်ဓာတ်တွေမြင်လာတော့ဗဟိတရုပ်ပြက်ကြပြန်တော့လေအထင်ဓာတ်ကနေပြီးအမြင်ဓာတ်တွေပေါက်လာရုပ်ပြက်မြင်တော့အမြင်ဓာတ်တွေဘယ်လိုပေါက်လာတယ်ပထဝီအာဘောတေဇောဝါရောဆိုတော့အယိုးစုကြီးမြင်လာတော့ဟောပထဝီဓာတ်အယိုးစုမာခြင်းလက္ခဏာသဘောတရားပါလားအမြင်ဓာတ်ကိုသူကအထင်ဓာတ်ကအမြင်ဓာတ်ကဟောဒီဓာတ်တွေပေါက်လာအထင်ဓာတ်အမြင်ဓာတ်အယိုးစုကြီးမြင်တာကပထဝီဓာတ်ပုတ်ပွားပြီးတော့အရင်ကြီးပျော်ကျပြီးတော့10ရက်15ရက်ထားတဲ့မသာကြီးလို့ပုတ်ပွားနေတာကအာဘောဓာတ်ရေမြုပ်ရေဆိုင်ခဲကြီးလို့စူပွက်နေတာကဝါယောဓာတ်မိတွေလောင်ကြမိဘများလွှတ်လိုက်တယ်လို့မိတွေလောင်ကျွမ်းပြီးတော့တခါတည်းတဖွာဖွာလောင်ကျွမ်းနေတာမြင်တာကတေဇောဓာတ်
အဲ့ဒါအမြင်တတ်တယ်အဲ့ဒီလိုအမြင်တတ်ရမှကာမကိလေသာခေါင်းပါဒီလိုမှအမြင်တတ်မရရင်ဘယ်တော့မှကာမကိလေသာမခေါင်းပါဘူးဘာကြောင့်မခေါင်းပါတယ်လဲမြင်မှမမြင်ပဲမမြင်တော့ကိုမမြင်တော့သူများမြင်တော့မြင်လို့ရင်မြင်ပါတယ်ဗျာမလို့ကြလို့မမြင်တာလို့မြင်မှဘုရားကထားခဲ့တာပဲအမြင်တတ်တယ်အထင်တတ်တယ်အမြင်တတ်အထင်တတ်လို့မှလည်းမြင်ရမယ်မလို့ဘယ်တော့မှမြင်အဲ့ဒီတော့ဓာတ်ကြီးလေးပါဟာဖြင့်အမြင်တတ်တွေရလာတော့ဟောသဘောပေါက်ခန္ဓာကိုယ်ကြီးအဖြစ်ဒါကြောင့်မလို့သရဂံများဟာကာမကိလေသာခေါင်းပါတယ်အဲ့ဒီလိုပြောလိပြောတာရှိပြောလိပြောတာရှိတော့သရဂံဘယ်ပြညာပဲသလဲတဲ့သံဌာနပြညာပဲလိုက်သံဌာနပြညာဟာဖြူတယ်ချောတယ်လှတယ်မိမယောက်ျားကိုမမြင်လို့ခေါ်စရာလည်းမရှိလို့မိမရဲ့လို့လည်းခေါ်စရာမရှိဘူးယောက်ျားရဲ့လို့လည်းခေါ်စရာမရှိဘူးခွေးရဲ့လို့ခေါ်စရာမရှိဘူးဘာမှခေါ်စရာမရှိတော့ဘူးသူမှာဖြူတယ်ချောတယ်လှတယ်လည်းခေါ်စရာမရှိဘူးသံဌာနကြီးလည်းအဆိုင်ခဲကြီးမတွေ့တော့ဘူးဘာကြောင့်မတွေ့သလဲတဲ့ပုံပြက်လို့ပုတ်တာပွားတာကြီးဖယုံဖရဲကြီးပြိုပြက်ပြီးတော့နေတော့ခဏပြဉ္ညာကြီးကိုမြင်လို့သံဌာနပြဉ္ညာကိုခေါ်စရာမရှိတော့ဘူးမြင်စရာမရှိတော့ခေါ်စရာမရှိတာပြောတာမြင်စရာရှိရင်သိစရာရှိလိမ့်မယ်တချို့သိပြီးရောပေါ်လို့လုပ်တယ်မျက်စိကမြင်လိုက်လို့ရှိရင်ခွေးမြင်ခွေးသိလိုက်လို့ရှိရင်အဲ့ဒါခွေးမြင်ခွေးခေါ်စရာရှိတယ်ခွေးကိုမမြင်မှအဲ့ဒါသဘောနာကြစိတ်ကြီးပြောတာကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်မှန်သမျှကိုပြောတာကျင့်ညာပါလို့ဒါကြောင့်မလို့ဥပဇင်ရတယ်လို့ရပါလိမ့်မယ်အဲ့ဒီတော့သရဂံများဘယ်ပညာပယ်လိုက်တယ်တဲ့ဖြူတယ်ချောတယ်လှတယ်သံဌာနပညာကြီးကိုပယ်လိုက်တယ်မမြင်ရလို့ပယ်နိုင်တာမြင်ရရင်မပယ်နိုင်ဘူးဘယ်ပညာကိုမြင်နေလဲတဲ့ပုတ်တာကြီးပွားတာကြီးအယိုးစုကြီးမေးတွေလောင်ကျွမ်းပြီးတော့အမြင်ဓာတ်ကြီးလေးပါးကိုမြင်နေလို့ဖယုတ်ဖရဲကြီးမြင်လို့သံဌာနကိုမမြင်တော့လို့ခဏပညာကြီးမြင်လို့သံဌာနပညာကိုပယ်တယ်အဲ့ဒါသရဂံများဟာအဲ့ဒီသရဂံကနေပြီးတော့ဒကာဒကမများပုတ်တယ်ပွားတယ်ဟာကြီးကိုဒါကြီးကိုဥပါဒခန္ဓာဖြစ်ညတုန်းကသရဂံစိတ်ကာမရာဂခေါင်းပါပုံဒိဋ္ဌိဝိနည်းကိစ္စကိလေသာမက်ကပယ်သလိုက်ပုံအကြောင်းအကျိုးမြင်သွားပုံဒကာဒကမများညကနှစ်ဆင့်ဟောပါတယ်ဗျာဒီညဟာဖြင့်သရဂံကနေပြီးတော့ရှေ့ကိုတစ်ဆင့်တက်ဖို့ဟာကိုဒကာဒကမများအကြောင်းအကျိုးကိုပြန်ပြောပါအောင်မယ်ဗျာဒကာဒကမများအခုမြင်လိုက်တာကသရဂံများမြင်နေတာကဟိုဘက်ကိုကူးကြဆိုရကူးပုံလေးတွေကိုမက်သက်သွားပုံလေးကိုကြော်သွားပုံလေးကိုသိသိချာချာသဘောနာကြစိတ်ကိုပြောမှာဒါဥပဒေမြင်သွားလို့ပယ်သက်သွားပုံတွေပြောတာနော်အခုမြင်နေတာကဘယ်လိုမြင်နေလဲရုပ်ပြက်ကြီးကိုသရဂံမြင်ပြီးတော့အမလီပုတ်လာကြီးလားအယိုးကြားလာကြီးလားအယိုးကြီးပါလားပုတ်လာကြီးလားမကြည့်ဝဲမနာသားကြီးဝေဒနာဖြစ်မျက်စိကနေပြီးဩဒီဟာကြီးဟာနေ့လည်းမအေးရညလည်းမအေးရဒီလိုဖြစ်နေတော့မိတ်ထားလဲပုံမြင်ရတယ်ဖွင့်ကြည့်လဲမြင်ရတယ်တလောကလုံးဟာပုတ်ပွားပြီးတော့မစင်ပုံကြီးလို့ပြိုပြက်ပြီးတော့မနှစ်သက်မတာတွယ်မကညူအနန္တရားကြီးမြင်ပြီးကြောက်တော့တာကြောက်တော့မမြင်ချင်ပဲလို့မနေရဘူးမြင်နေရမသိချင်ပဲလို့မနေရဘူးသိနေရတယ်မျက်စိကနေပြီးတော့ဝေဒနာဖြစ်သွားတာပဲတခါတည်းဒုက္ခဝေဒနာကြီးဖြစ်သွားတာပဲမကြည့်ချင်ပဲမနေရဘူးဒါကြီးစွဲလို့လည်းမရတော့အဲ့ဒီတော့မှမျက်စိကနေပြီးတော့ဝေဒနာဖြစ်သွားဝေဒနာဖြစ်သွားလိုက်တဲ့တပြိုင်နက်ဝိဇ္ဇာညာဝေဒနာဖြစ်သွားတဲ့တပြိုင်နက်တည်းမျက်စိကနေပြီးတော့ဝေဒနာဖြစ်လိုက်တဲ့တပြိုင်နက်တည်းနားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ခါတဲ့ဝိဇ္ဇာညာဝေဒနာဖြစ်ပြီးဘုရားရှင်ကိုရောမြတ်ကြီးကဝေဒနာသတိပဋ္ဌာန်ဝေဒနာနုပါဒနာတဲ့ဘုရားဟောထားတာအလကားဟောထားတာမဟုတ်ဘူးသဘောကိုနာကြအဲ့ဒီတော့မျက်စိပေါက်ကနေပြီးတော့ရုပ်ပြက်ကြီးကိုမကြည့်ဝဲမနာသားကြီးနှစ်ပါးပေါင်းဆုံးဖသာဝေဒနာဖြစ်နေပြီးသုခဝေဒနာကိုဒုက္ခဝေဒနာဖြစ်နေပြီးမက်သတ်တော့မယ်အဲ့ဒီတော့သရဂါမိမကဘယ်လိုမြင်တဲ့ဝေဒနာသတိပဋ္ဌာန်ဝေဒနာနုပါဒနာအဲ့ဒီတော့မြင်လိုက်တဲ့အချိန်ကဝိဇ္ဇာဉာဏ်ဝေဒနာဖြစ်တော့သုခဝေဒနာကိုဒုက္ခဝေဒနာဖြစ်တော့မျက်စိပေါက်ကဝေဒနာဖြစ်တော့အသာနဲ့နားနဲ့ကြားလိုက်တဲ့အချိန်ကလည်းဝေဒနာဖြစ်တယ်ဝေဒနာပြတ်သွားပြီဝေဒနာမခံစားခြင်းတော့ဘူးမြင်တာလည်းဝေဒနာကြားလိုက်တဲ့အသာလည်းဝေဒနာနားလိုက်တဲ့ဟာလည်းဝေဒနာစားလိုက်တဲ့အရာသာလည်းဝေဒနာခံဝေဒနာသတိပဋ္ဌာန်ဖြစ်နေပြီဝေဒနာနုပါဒနာဖြစ်ပြီမြင်တာလည်းဝေဒနာကြားတာလည်းဝေဒနာနာတာလည်းဝေဒနာ